လောကဓာတ်ကဘာမေမေတ္တာတည်ဟူသောမြင့်စဉ်တက္ကနာပန်းပင်ကြီးမှလေနေနေညညမသွေခတ်သိမ်းသောကာလတိုင်မလီအခိုင်ကိုင်တို့ကြိုင်နိုင်လို့မုတ်ချမသွေပြန်ကြပါစေမေတ္တာတည်ဟူသောမြင့်စဉ်တက္ကနာပန်းရနံတွေသုံးသက်ကုန်သောလူရောနာပါတော်တို့တွေနေနေညညခတ်သိမ်းသောကာလတိုင်မလီကိုစိတ်မပြလို့အိစာပေါ်ပြေဝါကချမ်းသာတော်မူကြပါစေကိုစိတ်မပြပြီးရင်ကချမ်းသာကြပါစေမြတ်ကြခြင်းလုံးကိုစိတ်သုံးချင်ကြပါစေမြတ်ကြရဲ့လူတော်နာမှုအခုကိပါစေမြတ်ကြရဲ့စံကိုဒီပြေအေးချမ်းကြပါစေတိုက်ခါလူနဲ့ပြမအောင်တရားပြခင်နီဘောရိတာလောင်လျာပါရမီသင်ချီများစွာကဘာကချစ်ရှာသည်အလာမင်းစွန်ခြင်းကလေးပြေသမဟာပရိစ္ဆာကြီးလောကချညာရချဘုရထစရိယာချစ်ရှာခဲ့သည်လောကသုံးပါးတို့ဤစီဝါကိုများအောင်ဆောင်သည်မြို့တော်ဆွေတော်ရွေတော်အပေါင်းဤကောင်းကျိုးသာမျှော်ကိုဤတပ်ပြညဉ့်ညံကိုရှိရှုတန်မောရီစုပန်သည်စီပူကေရရှာသည်သုံးစဉ်ပြဖယားပါရမီဒါတန်သည်ဘုံနန်းသိမ့်မအိုးအေးစီစိမ်မရရင်ဝဲသားလည်းမခင်သည်မဟာပထဝီနှစ်သိန်းနေတော်ကျူလို့အသာတော်စုဘယ်သူဖြစ်ပြလူကြီးအသွေးထုတ်ဝေးသမုတ်ကြီးမြကြီးဘိတ်သိမ့်တော်ကမကိုက်ဆောင်သောဖြစ်ဒါနာလူဘယ်သူမီဇာမရီတာမြူချင်းယူမန်ဒီအတိတ်ထန်တော်အတွက်မ
尽下的加那巴的米。送花里的是家里是谁么看了比，是你也可米，叫我这边也是，人偏为是，这个马路里要减少你，从来是没有记，离人到的，要加比比来有意，被是当个来么面来。可能也叫古烈အောင်နိုင်သည်ဘုရိယစွမ်းထုတ်ကျုပ်ကပါရမီလောမြတ်အာဇာနည်ခွာလေးသည်စကြောင်ရီစီစိတ်မခံလို့ပြီးစင်ကြီးရရဲ့ခုံမီကြောင်းလို့ကြုံပြည့်ရဲ့စီညွန့်ဖြာဝေးစီစကဘာလုံးလေးအောင်ကြံဆောင်သည်ချောလေးစီမီအောင်ကြီးလေးစီတော်သည်ယောက်ျားပြီးပြီးလက်ယုံရင်ဘယ်စီတော့ကလက်မမြင်နိုင်မည်သမုတ်တရားခုနှစ်ရဲ့ကြောင်ဦးလေးရဲ့အောင်နိုင်သည်ဘုရိယစွမ်းထုတ်ကျုပ်ကိုပါရမီလောမြတ်အာဇာနည်အလျံပြောင်းပြောင်းလန်တော်ချက်စွာများနေလက်ချီအသာသူဖြည့်ညာလေးမဖြုံမီရန်သူသည်ကိုချီနှံကိုလူကြောင်မြစ်ကြပွားကိုချင်းတရားမြတ်ခဏီတော်သူအောင်မိလောပလီမိနောမူသည်မနောစကားဖြင့်ချုံမီကိုရှောင်စေပြီကိုရောဆိုးနောရွှေစိတ်မကြုံမီသိခါကြောမပြည့်သက်ကြည်ကြီးချမုန်းခြင်းကင်းနေဥပ္ပကတရားပါရမီ
ပြတီရာချမ်းရနေခါဆန်းရရွှေနံကျူးလွန်ကဲမြင့်အရာဝေစီရရွှေမြင့်လာရောက်လူလေးတွေခါမလေးညံပြေအနဲ့အပြားထင်ရှားအတိတွေစကိုင်းတရာကျော်ဖြတ်ကမသွေးဥခိုက်ခါဖူရိပ်ပါလာတလီစီရရွှေမြင့်လာရောက်လူလေးတွေခါမလေးညံပြေအနဲ့အပြားထင်ရှားတိတွေစကိုင်းတရာကျော်ဖြတ်ကမသွေးဥခိုက်ခါဖူရိပ်ပါလာတလီမြတ်ဖျားရှင်တော်မူငါလည်းကြည်နေကောင်းမှုတော်စီရီစင်ညာရှင်လေးတင်လျက်ချက်တည်းပန်းရွယ်ဤစုကြည်နူးမဝနိုင်ပြီdown the way. Told you see, we puny, see it up walking on top of the way. Down to down, yeah, down like a family. Man said go away, sweat upon your shiny. But in your city, Leah, baby, she could pose on, put your name. See ya,
တရားစုတဲ့လမ်းကပညာသိရသည်ထိတိုင်းချင်းသုံးမေဃသစ္စာသစ္စာနဲ့မကင်းနေတဲ့ဘောပါတဏှာသည်ထိုးထိုးဘဝများဆက်မပြတ်လေရအောင်တွေ့ညီတဲ့မနေခြင်းပါဒီဘဝရှိရန်စိတ်ရန်ဖြစ်ကြောင်းသမုဒယသစ္စာအမှန်ကိုညွှန်နိုင်နေလေသစ္စာရှိပါရိယာမေလရှာဖလမေသူတွေ့တာဒီလာအုံးမြချပါဓမ္မဝါစာမန်တော်ဆိုစကားသည်ဒီလာဆောင်ထိန်ဓမ္မကမန္တာမန်တော်ခြင်းဝကိုဓမ္မအာဇီဝတရားတန်ငွေမှုဤမှန်ကန်ခြင်းဆောင်ထိန်ရမယ့်ခြေခံတရားသုံးပါမှတ်ပါလိုရာခြေခံတီလာအုံးမြစ်ခိုင်တဲ့ခါတမာတိတရားစုတဲ့လမ်းကပညာသိရသည်ထိတိုင်းချင်းသုံးမေဃသစ္စာ50-60 ပတ်လုံးသာသနာထဲမှာဆရာတော်ကြီးရဲ့မြတ်စွာဘုရားရဲ့သာသနာမှာရှာဖွေတွေ့ရှိလာတဲ့ဓမ္မအသိပညာတွေကိုမှောင်နေတဲ့အတွက်ကျွန်တော်တို့တပတ်လေးတွေဆရာတော်ကြီးရှေ့မှာပြပြခင်းတာမျိုးမလုပ်ကြဘူးမြေတာတွေကိုလာရောက်ဝင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းကျွန်တော်တို့ကိုလာဆုံးပါတယ်ကျွန်တော်တို့ကမဟာကမ္မထာနာစရိယရော19ရက်နေ့ဒီကို9ရက်တရားစခန်းတိရကုဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေသီရကုဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြချမ်းသာစွာသင်္မတာရရှိပတ္ထာရိဝမနုဿာနံဘုံယောဘဂဝါက
ခြင်း၎င်းဣတိသောပင်စရမကျိုးတရားဤ၅ပါးတို့သည်နေဆံအမြဲမပြတသက်ပါလုံးဝတ္တန္တုတက်လာသောနေလိုတိုးလာသောရေလိုတနေ့တခြားတိုးတက်စီကားကြပါစေကောင်းသတည်းအလုံးဟန်ပန်းနေညီအောင်ဆိုလိုက်ကြနှစ်ဖက်စလုံးအတွင်းကိုနည်းနည်းလှည့်ပြယမဟံဝဒာမိတံဝတေထနမောတသဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတရဏဂမနံသံဗုဒ္ဓံပါဏာတိပါဒာဝေရမဏိသိက္ခာပရံသမာဓိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိတောမေသင်္တောတိတိတရဏေနဗျာတရားသံဃာဟုဆိုအပ်သောသုံးပါးသောကိုယ်ွယ်ရာဆုံးတရဏဂုံနှင့်သဟအတုတကွပင်စင်ကသီလံအင်္ဂါ၅ပါးရှိသောသီလတော်မြတ်ကိုသာဒုက္ခံကတ္တဝါမြင်းမြန်အောင်ပြုကြကုန်၍အပမဒိနမမေ့မလျော့မပေါ့မတန်ထက်သန်သောတတိတရားဖြင့်သဗ္ဗကိစ္စဏီအလုံးစုံကုန်သောပြုဝဲကိစ္စမှန်သမျှကိုသံပါတိထကိုယ်စီကိုယ်ငါပြည့်စုံကြစေကုန်လောဓမ္မသဘင်မစခင်မှာအားလုံး30ဘုံအရာ10မျက်နှာအနန္တဆက်ချဝလာမှာကြည်ကြသောအနန္တသတ္တဝါတွေဘေးအခသိင်ကင်းငြိမ်းကြစေဖို့ဆင်းရဲခသိင်ကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့အလုံးမေတ္တာဓာတ်တွေပို့လို့ကြရအောင်မေတ္တာပို့စာပိုက်ကလေးတွေဘုန်းကြီးဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီအလုံးညီအောင်ဆိုလိုက်ကြပြီးတဲ့အခါမှာသုံးခေါက်စီတညီတညွတ်တဲ့မေတ္တာပို့ကြရမယ်ကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေသုံးခေါက်
မေတ္တာနှလုံးကိုယ်စီသောရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာယေစံကိုယ်စီဖြံအေးချမ်းကြပါစေခန္တီဣယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေဓမေတ္တာစွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေမေတ္တာမင်းစုသကံလောကေသူဖုံလောဟောတုသဗ္ဗရာမေတ္တာပုပ္ပသုခန္တိနာဒုက္ခန္တုဝါတိတာပဇာလောကေတတ္တဝါအလီလီခောမိပောလလောကတကဘာတွင်၌မေတ္တာမင်းစုသကောမေတ္တာတိဟူသောမင်းစုသကနပံပင်ကြည်သည်သဗ္ဗဒာနိနိညညခသိမ့်သောကာလတိုင်းမှာသုဖုံလာခိုင်အခိုင်ကြိုင်လိန်စွာပွင့်သည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းမေတ္တာပုပ္ပသုခန္တေနမေတ္တာတိဟူသောမင်းစုသကနပံဤယနံဖြင့်ဝတိတထံအမွန်အကုံသောပဇာလူယောနပသတ္တဝါတို့သည်သဗ္ဗဒာနိနိညညခသိမ့်သောကာလတိုင်းမှာဒုက္ခန္တုကိုစိတ်နှပြလုံးအိစ္ဆာဖြင့်ပြည်ကကျွယ်ဝချမ်းသာတော်မူကြပါစေကုန်သတည်း1386ခုနှစ်တဝရလာပြီရော4ရက်ညချမ်း9လ8နာရီမိနစ်30အချိန်ကစတင်လို့ထိုင်းနိုင်ငံတောင်ပိုင်းသူရဌာနီခရိုင်မြို့ကဗာမြို့လဲတော့မင်းတို့သားတွေကမဖတ်တာဘူးနော်အန်ဖေဖွန်ပင်ဆိုတာဘာမှမသိဘူးနော်အဲ့ဒီနေရာပေါ့
ပြီးတော့ဆန်နဲ့ဆွန်ဂလိုင်းခလောင်ဆိုတဲ့အဲ့ဒါစာသင်ကျောင်းနဲ့နော်အဲ့ဒီစာသင်ကျောင်းရဲ့တပ်တမ်ဖွန်တပ်ပန်ဆိုတာဒါမြို့ဖြစ်လိမ့်မယ်နော်ပြီးတော့နောက်ကလမ်း18လို့လမ်း30လို့တတ်ထားတယ်အဲ့ဒီမြို့ပေါ့ဟုတ်လားအာကစားကွင်းထဲမှာမအားလို့မကစားနိုင်တော့တို့လာကစားတာပေါ့ဟုတ်လားထိုင်းနေမအားလို့မကစားနိုင်ပမာရိလာကစားတာအာကစားကွင်းကြီးထဲမှာသဟပုံညကာရီအသင်းကနေဒုတိယအချိန်မြောက်ဆင်ကျင်းပါတဲ့သီရကုဓမ္မသဘင်ကိုယခုကမေတ္တာသီသမေတ္တာပဒနာနဲ့စတင်ဖွင့်လှစ်ပါပြီတန်ချဲဆက်တကနော်ဟိုစပီကာတွေကိုဒေါင်းပြ45 degree 4ဘက်တညီတဲ့လောက်ရတယ်နော်နောက်သူကြောကုန်းကြီးတွေတချို့မြင်နေရတယ်45 degree 4ဘက်လောက်အကုန်လုံးအတွင်းကိုထားအကိုလေးပါလေးရရင်တင်ပေးအတန်ပိုကောင်းတယ်သာပုံညကာရီအသင်းရဲ့ဒုတိယအချိန်မြောက်ဆင်ကျင်းပါတဲ့ဓမ္မသဘင်ကိုယခုခါမေတ္တာသီသမေတ္တာပဒနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွင့်အားခဲရောက်ရှိလာကြကုန်သောတရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့နှင့်တကွ30ဘုံအရ10မျက်နှာအနန္တစัจ java လာမှာရှိကြသောအနန္တသတ္တဝါတွေဘေးရန်ခတ်သိကင်းငြိမ်းကြပါစေဆင်းရဲခတ်သိကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့မေတ္တာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီညဘက်ကစပီကာကဟိုဘက်တောင်းကိုသွားနော်ဘယ်ဘက်တောင်းကိုပို့ရဘယ်ဘက်ကစပီကာတွေကညဘက်တောင်းကိုပို့ရညာဘက်ဘယ်ဘက်ကတန်နေရအလဲမှာ crossing လူတွေရဲ့ခေါင်းပေါ်နဲ့အကုန်ဖြတ်သွားအောင်လုပ်ရတယ်တို့ပထမအချိန်တရားပွဲတော့ဘယ်နေရာမှာလွတ်သွားလဲအဲ့ဒါကတနေရာနော်ဒီနေရာမဟုတ်အေးအဲ့တော့မင်းတို့ဘာဟောပြခဲ့လဲငါဝဲနင်တို့တယောက်တည်းပြောအော်ဘဝအရှုပ်ရှင်းအောင်လို့ရှင်းရလားအော်ရှင်းသွားတော်သေးတာပေါ့အပိုပြရှုပ်သွားလားတချို့တော့ပိုရှုပ်ကုန်တယ်လို့ငါကြားတယ်သဗ္ဗလောကောပကံပိတောသဗ္ဗလောကောအတုဝောသဗ္ဗလောကောတလောကလုံးမှာပကံပိတောတုံလှုပ်နေတယ်သဗ္ဗလောကလောကကြီးတစ်ခုလုံးဟာအတုဝောတည်ငြိမ်မှုမရဘူးလောကရဲ့သဘောပြိဿအလုံးပြောဘာသဘောလဲ nature of the world လို့အဓိပ္ပာယ်ရတယ်လောကကြီးရဲ့သဘောဘသူပြောတယ်လဲဆိုလို့ရှိရင်တကယ်ကတော့မြတ်စွာဘုရားဟောထားတာတွေပဲဒါပေမဲ့တို့ခုပြောမှာကဘုရားဟောတော်မူတဲ့အလွန်ကျယ်ပြန့်လေးနေတဲ့သုတ်တန်အရှိကြီးတွေအကြီးကြီးတွေကိုပြန်ကောက်နှုတ်ပြီးအနှစ်ချုပ်ကလေးအချက်5ချက်လောက်အရှင်သာရိပုတ္တရာရဲ့နှမကလေးဥပစာလာတဲ့သူပြောတာအရှင်သာရိပုတ္တရာရဲ့နှမကလေးဘယ်သူတဲ့လဲဥပစာလာဟိုးနောက်ကလူတွေကြားရလားပါတယ်လေအေးမကြားရင်ငါအဲ့ဒီနားလာပြောမှာအတန်ကျဲကအဲ့ဒီထိမပေါက်ခဲ့ရင်ငါအဲ့ဒီနောက်နားလာပြောလိုက်ရှေးနားလာပြောလိုက်ဟိုဘယ်ဘက်သွားပြောလိုက်ဒီလိုလျှောက်ပြောမလို့ပြည့်သာရိပုတ္တရာရဲ့နှမကလေးဘယ်သူပါလဲအေးဥပစာလာပြောသောလောကသဘောတရားရဲ့ခေါင်းစဉ်ကိုအလုံးပြောစမ်းပါဥပစာလာပြောသောဗါလဲလေလောကသဘောတရားနော်သဗ္ဗလောကလောကကြီးတစ်ခုလုံးမှာပကံပိတောတုံလှုပ်နေတယ်ဒီလောကလုံးမှာဘာဖြစ်နေသလဲသ
သိရှင်းတယ်ငါကြေကြေပြန့်ပြန့်သိဟောဖို့မလို့အီရကဟို SI ဆိုတဲ့ကောင်တွေလုံးနေမင်းတို့ကြားရမြင်နေမဟုတ်လားတကဘာလုံးတုံလှုပ်သွားတာပဲနော်လူတွေကိုရှင်လတ်လတ်မြည်တဲ့ထက်ဆိုတာအာတုံလှုပ်ချုပ်ချစရာငရဲပြည်ကလာတဲ့လူတွေလားလို့အောင်းမရငရဲတဲ့ရမမင်းကြီးများဒီလူတွေလွတ်လိုက်သလားလို့ထင်စရာကြောင်းရှိဘာဘလောကလောကကြီးတကူလုံးမှာပကံပြီးတော့တုံလှုပ်နေတယ်ဒါကမြင်သာတာကောက်ပြောတာပါတကယ်မြတ်စွာဘုရားဟောတော်မူလို့ရင်းကတော့ခြေပြားကနေစပင်ပြားနဲ့ခြေပြားကိုပြန်တန်းရင်ကိုအလံနဲ့ကိုတလံပဲရှိတယ်အဲ့ဒီတလံလောက်ရှိတဲ့ခန္ဓာကိုယ်ကိုလောကဒီလိုခေါ်တာတလံမြရှိတဲ့ခန္ဓာကိုယ်ကိုဘာခေါ်မလဲအဲ့ဒီထဲမှာရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်ရုပ်နာမ်လည်းမှာဟန်ချင်းညီကြီးပေါင်းစပ်ထားတဲ့သင်္ခါရလောကပြောပါလောကကိုယ်ဒီမှာမန္တကြီးဆောက်ထားတယ်ဆိုလို့ချင်းသစ်သားတွေသံတွေနော်ဓာတ်ကျိုးတွေအလားပိဿတွေဒါတွေပေါင်းစပ်ထားအဲ့လိုပဲသစ်တွေတန်တွေအုတ်ခဲတွေအင်္ဂရိတွေပုံစံရင်အိမ်တလုံးဖြစ်တယ်လို့ပဲခြေပြားကနေသပင်ပြတလန်လောက်ရှိတဲ့ခန္ဓာထဲမှာယောဂ29မျိုးနော်စိတ်တွေစေတသိက်တွေနန္တရား53ပါအဲ့ဒီယုံနာနှစ်ပါးဟန်ချင်းကြီးပေါင်းစပ်ထားတာကိုအလုံးမှတ်ကြသင်္ခါရလောကဘာလောကလဲဝိပဿနာရှုမယ်ဆိုရင်တော့အဲ့ဒီသင်္ခါရလောကကြီးရဲ့လှုပ်ရှားနေပုံကိုရှုရဒါပေမဲ့မင်းတို့တွေကြည့်ရတာကတော့ဝိပဿနာရှုမဲ့လူတွေမဟုတ်တာသိကြတယ်မရှုဘူးလားဘာရှုနေတာမင်းတို့တွေဘာကလေးပါလေးရဖို့ဒီလာကြတာဟိုမှာအလောက်ကမရှိတော့အကုန်လုံးဒီရောက်တိုက်ပြီးရဲ့မင်းပါဝါနော်နိုင်ငံတော်တစ်ခုကိုထူထောင်နေဆိုလို့ရှိရင်မှတ်တာပါဝါ၄ခုအရေးကြီးတယ်မင်းပါဝါပြောပါလေလူအားဟုတ်လားနောက်တစ်ခုက material power ပြောအဲ့ဒါကတော့ပစ္စည်းအားပေါ့နောက်တစ်ခုကတော့ money power ဘာလဲငွေအင်အားပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆို mind power ဘာလဲစိတ်ဓာတ်စွမ်းအားဘယ်နှမျိုးပေါ့လူအင်အားလူရဲ့စွမ်းအားပစ္စည်းရဲ့စွမ်းအားပိုက်ဆံငွေကြေးရဲ့စွမ်းအားနောက်ဆုံးစိတ်ဓာတ်စွမ်းအား man material money and mind နိုင်ငံတော်ရဲ့ project တွေကိုလုပ်တဲ့အခါမှာစီမံကိန်းတွေလုပ်တဲ့အခါမှာအဲ့ဒီ empower ၄ခုနဲ့အလုပ်လုပ်အဲ့ဒီ empower ၄ခုထဲမှာခုဒီမှာလာပြီးတော့နော်အာကစားကွင်းကြီးထဲမှာစနဲ့ဆွန်ဘန်ကလိုင်းကလောင်ဆိုတဲ့ကျောင်းရဲ့ဂလိုင်းကလောင်ဆိုတော့ကတော့ကြိုက်ဂလိုက်လေးပါလေးပေးတာထားရင်ကောင်းပါအဲ့ရလှုပ်ပေးရမင်းတို့စုဝေးရောက်ရှိလာကြတဲ့ခမ်းမန်းကြီးလူ3သိန်းလောက်ရှိကောင်းရှိမယ်အကောင်လုံးဟာလူငယ်ကြီးပဲယောက်ျားလေးတွေလည်းယောက်ျားလေးအငယ်တွေပဲမိန်းကလေးတွေလည်းမိန်းကလေးအငယ်တွေပဲဘိုးအိုတွေနဲ့ဘွားအိုတွေအကုန်လုံးကိုအိမ်ထားပြစ်ခဲ့ပြီးတော့ဗမာပြည်တွေကဟိုတောရွာတွေမှာထားပြစ်ခဲ့ပြီးတော့ဒီလူငယ်တွေကိုလို့ဒီမှာဘာလာလုံနေကြသလဲဆိုရင်တော့ခုနကပြောတယ်ဟုတ်လားမန္နီလာရှာတာပဲအဓိပ္ပာယ်တော့ဒါပဲဟုတ်လားဒီလောက်များတဲ့လူတွေကိုဗမာပြည်ကအလှုပ်မပေးနိုင်လို့ဒီမှာလူတွေကဒီလူတွေကလည်းပဲဟို D3D ဆိုတဲ့အလုပ်ကိုမလုပ်ဘူးလို့ငါကြားတယ်ဟုတ်လားမသိဘူးဒိန်းကြအန္တရာယ်များတဲ့အလုပ်ပြီးတော့ဓာတိ
ဘာဖြစ်လဲနည်းနည်းညစ်ပတ်တဲ့အလုပ်ပြီးတော့ပါလေဒိန်ကြဓာတ်ဒီအင်ပါတယ်လေနောက်တစ်ခုရှိသေးတယ်မေးပြောသားသုံးခုသူတို့မလုပ်ကြဘူးဒိန်ကြအင်ဓာတ်ဒီ difficult နော်ခက်ခဲတဲ့အလုပ်ပဲစံပေါ်တဲ့ကောင်တွေကဒီကောင်တွေကအဲ့ဒါမလုပ်ကြဘူးဒါပေမဲ့ငါတွေ့တယ်ဂျပန်တို့ကိုရီးယားတို့အမေရိကန်တို့မှာမင်းတို့လုပ်တဲ့အလုပ်မျိုးတွေကိုပဲထိုင်းနေတော့မှလှုပ်ရှားနေကြဒီကိုယ်တိုင်းပြည်တော့ကိုမလုပ်ကြဘူးဟိုသွားလို့အလတ်စကာဆိုတဲ့ဟိုကမ္ဘာမြောက်ချမ်းရောက်တော့ကထိုင်းနေအများကြီးတွေ့ခဲ့ဒိန်ကြဓာတ်တိရင်ဒိဖကဆိုတဲ့အလုပ်တွေကိုသူတို့လုပ်ကြအဲ့ဒါကစထားတဲ့စကားပျောက်သွားမှဆိုရတယ်ဘာလဲဆိုပါဝါဘယ်နှခုလဲတိကမင်းပါဝါလူစွမ်းအားနှစ်ကပစ္စည်းအင်အား material power သုံး money power ငွေကြေးအင်အားငွေကြေးစွမ်းအားလေးမင်းတို့ဘဝတစ်ခုတည်ဆောက်ရင်ဒီလေးခုနဲ့တည်ဆောက်နိုင်ငံတော်တစ်ခုကိုလည်းဖွံ့ဖြိုးတက်အောင်လုပ်ရင်ဒီလေးခုကအဓိကအဲ့ဒီလေးခုထဲမှာပို့ပြီးတော့အဓိကကြတာကနံပါတ်4ကအဓိကအကျဆုံးပဲ။ဘာလဲ။နံပါတ်4ကဘာလဲ။စိတ်ဓာတ်အင်အားညံ့ရင်တဲ့လူတွေဘလောက်များများပစ္စည်းတွေဘလောက်ပဲပေါ်ပေါ်ပိုက်ဆံငွေကြေးတွေဘလောက်ပဲပေါ်ပေါ်1954 56အဲ့ဒီနှစ်တွေတုန်းကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဒုတိယဝန်ကြီးချုပ်ကဦးကျော်ငိမ့်နဲ့ဥပဆွေတို့ဦးကျော်ငိမ့်ကစီမံကိန်းကင်တယ်ပြည်တော်သာစီမံကိန်းဆိုတာအကြီးကျယ်လုပ်ကြတာမင်းတို့မိကြမမိမယ်မိတဲ့ကောင်လည်းရှိလိမ့်မယ်သင်္ဘောကြီးတွေတော့ပြည်တော်သာသင်္ဘောတို့ပြည်တော်အေးသင်္ဘောတို့ဆိုတာရှိသေးတယ်လေရခိုင်ဘက်မှာအကုန်နစ်ကုန်အဲ့ဒါပြည်တော်သာစီမံကိန်းကြီးတွေ၄နှစ်စီမံကိန်းဆိုပြီးတော့ဟာလားမြို့တိုင်းမီးလင်းစေဖို့တို့စာသိညောင်းဆောက်ဖို့တို့အဲ့လားဆေးရုံဆောက်ဖို့တို့လူတကောကားတစ်စီးဝင်ငွေ800တိုက်တလုံးဥလူကអော်တယ်လေငါခုထိမှတ်မိတယ်ကြွေးကြော်သားနေလှုပ်လိုက်တာပြီးဘာမှမဖြစ်အဲ့စားတွေအများကြီးကုန်ပြီးတော့တိုင်းပြည်ဘာမှမဖြစ်ဘူးနောက်ဆုံးဖတ်စာပလနှစ်ချမ်းကွဲပြီးတော့ဘုရားကြီးနေဝေးအာနာသိမ့်တဲ့အဆင့်ရောက်သွားအဲ့တော့ဦးလူကဘာပြောလဲဆိုတော့ဖတ်စာပလညီလာခံမိန့်ခွန်းဗဟန်းမှာပြပါတော့ညီလာခံမိန့်ခွန်းထဲမှာထည့်ပြောသွားတယ်ကျွန်တော်စီမံကိန်းကြီးတွေချပြီးတော့စီမံကိန်းအကောင့်တွေပေါ်ပိုက်ဆံတွေပေးလိုက်တယ်ခင်ဗျာဂရေနဲ့ရှိပြီးတော့ပေးလိုက်တယ်ပစ္စည်းတွေလည်းပေးလိုက်တယ်ဒါပေမဲ့လူတွေရဲ့စိတ်ဓာတ်ကညံ့လွန်းလို့တဲ့ဘာမှမအောင်မြင်ဘူးတဲ့ပေးလိုက်တဲ့စီမံကိန်းပိုက်ဆံတွေအကုန်လုံးဟာဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ချတောင်ဖို့တွေကိုထင်းယူသစ်တန်ကြီးထဲလိုက်တဲ့အတိုင်းပဲတဲ့ဥနုပြောသွားတာဘာတဲ့ဘာထဲလိုက်ချတောင်ဖို့တွေကိုထင်းယူသစ်တန်ကြီးထဲလိုက်ရင်ဘယ်လိုနေလဲဖြုတ်နဲ့ချရီစားလိုက်ကြတာလေးပဲလေးတန်ကဥရာကိုက်အရင်မိတဲ့ကောင်အရင်ကိုက်အဖျားမိတဲ့ကောင်ကဖျားကိုက်တရက်နှစ်ရက်လည်းကြာပြီထင်းသစ်တန်ကြီးအကုန်လုံးပြောင်းသွားတယ်ဘာမှမကြံတော့ဘူးဘာစားတာလဲချစားနော်ဖသဗလာဥက္ကဋ္ဌဥဒုပြောသွားတာငါမှတ်မိတယ်အဲ့ဒါဘာညံ့သွားတယ်လဲဆိုမိုင်းပါဝါဗါလေစိတ်ဓာတ်ဉာဏ်ဖြင်းတဲ့လူတွေရဲ့လက်ထဲမှာမင်းဘလောက်ပဲများနေနေမန်းဒီဘလောက်ပဲများနေနေမတီးရဲ့ပစ္စည်းတွေဘလောက်ပဲပေါ်နေနေဦးတို့ပြောသလိုပဲခြားတောင်ပို့တဲ့ထင်းသစ်တာတက်လိုက်တဲ့အတိုင်းနေမှာဒီတော့တို့မြတ်စွာဘုရားဟောတာတစ်ခုရှိတယ်လောဘုဒ္ဒတာယပဇာယဒုဗ္ဗေခန္တရကဘောဟောတိလောဘလွှမ်းမိုးတဲ့ကဘာမှာငတ်တဲ့လူတွေများတယ်လောဘလွှမ်းမိုးတဲ့ကဘာမှာဘာဒုက္ခဖြစ်အငတ်ဘေးဆိုင်တတ်ဘယ်လိုလူတွေငတ်တယ်လဲလို့ဆိုလို့ရှိရင်ဆင်းရဲနွမ်းပါတဲ့လူတွေငတ်
လောဘသိကြီးတဲ့ပုဂ္ဂိုလ်တွေကလည်းခုနကထင်းသစ်တာဘုံကြီးစားသလိုပဲစားပြလိုက်ကြတာသူတို့တွေကသိဝါပြီးတော့ဆင်းရဲသားတွေကငတ်သွားအဲ့တော့ငတ်တဲ့ဆင်းရဲသားတွေကိုအကုန်လုံးဒီရောက်နေကြပုံပေါ်ရဲကြည့်ရတာအဲ့ဒါတစ်ချက်မှတ်တာလောဘလွှမ်းမိုးတဲ့ကဘာမှာလူအများစုဘာဖြစ်မလဲငတ်တတ်တယ်တဲ့လူနည်းစုကတော့သိစားတော့ရပြီးတော့လူများစုကငတ်သွားနောက်တစ်ချက်ကဒေါသုတရာယပဇာယသတ္ထန္တရကပ္ပောဟောတိဒေါသလွှမ်းမိုးတဲ့ကဘာမှာကတော့သိပြီးတော့တတ်လိုက်မယ်တဲ့ဒေါသလွှမ်းမိုးတဲ့ကဘာမှာဘာဖြစ်လဲတတ်တယ်သေချခြေချတတ်ချဖြတ်ချအလွန်များမယ်နောက်မောဟုတရာယပဇာယယောကန္တရကပ္ပောဟောတိဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ငါကတော့ဘာသာပြန်တစ်မျိုးပြန်ကျင်မောဟလွှမ်းမိုးတဲ့ကဘာမှာအမှားတွေကြီးလုံတတ်တယ်နားလည်လွယ်အောင်မောဟလွှမ်းမိုးတဲ့လောကမှာဘာတွေလုံတတ်အမှားတွေကြီးလုံတတ်တယ်ဒေါသလွှမ်းမိုးတဲ့ကဘာမှာတပ်ပြနှိမ့်ဆက်ခြင်းစေခြင်းတွေအလွန်များမယ်လောဘလွှမ်းမိုးတဲ့ကဘာမှာဥရလူစမ်းပြီးတော့မဥတဲ့လူတွေကိုလုံးငတ်ကုန်ဘေးသုံးပါစိုက်တာဟာဘာကြောင့်လဲဆိုတော့လောဘရဲ့ဒေါသရဲ့မောဟရဲ့ကိလေသာဘယ်နှပါဒီကနေ့ကဘာကတော့သုံးပါလုံးလွှမ်းမိုးနေပုံရတယ်အဲ့တော့ခொနကပါဝါတွေကိုပြောနေတဲ့နေရာမှာကိုလာတရားနာကြတဲ့ဒီဂလိုင်းဂလောင်ဆိုတဲ့ကိုကြီးထဲမှာနော်တရားနာနေတဲ့တို့တပည့်တွေနော်ငါခု88နှစ်ဆိုတော့မင်းတို့ကိုကြည့်လိုက်ရရင်တချို့လည်းပဲ60လောက်ရှိတဲ့ဒကာဒကမတွေပါလာရင်ဒါညီကိုမောင်နှမလူသဘောထားငါသက်တဝက်လောက်ဆိုလို့ရှိရင်လည်းပဲဒါသားတွေသမီးတွေလူသဘောထားအဲ့တော့သားတွေသမီးတွေညီကိုမောင်နှမတွေလူ3သိန်းလောက်ဒီနားမှာစုမိတာနောက်တနေရာသွားရင်လည်းဒီလိုပဲတွေ့မှာပဲနောက်တနေရာသွားရင်လည်းဒီလိုပဲတွေ့မှာအဲ့ဒါငါပြောချင်တာကဘာလဲလို့ဆိုတော့နိုင်ငံတော်ရဲ့မင်းပန်ဝါတွေဟာဆုံးရှုံးနေတယ်အဲ့ဒါကိုပဲငါဝမ်းနဲ့စွာပြောပြခြင်းပါတယ်နိုင်ငံတော်မှာအင်းနဲ့အားနဲ့အလုတ်လုံးမဲ့အင်းအားကောင်းတဲ့လူငယ်တွေအလုတ်လုံးနေတဲ့လူငယ်တွေဒီရောက်ဒီတိုင်းပြည်ကမင်းပန်ဝါတွေကဈေးပေါ်ပေါ်နဲ့လာရမင်းတို့ကဈေးပေါ်ပေါ်နဲ့ခိုင်းနေတာကိုယ်တိုင်ကိုယ်ပြည်ကိုထူထောင်မဲ့ဒီမင်းပါဝါဟာသူများတိုင်းပြည်ကိုဈေးပေါ်ပေါ်နဲ့ export တော့လုပ်ပြလိုက်သလိုပဲထုတ်ပြလိုက်သလိုပဲမောင်ကိုဈေးကွက်ကနေထုတ်လိုက်သလိုပဲလာဖြစ်နေတာအဲ့ဒီအချက်တစ်ခုကိုတော့တို့တရားဟောရင်းနဲ့ဒါဝမ်းနေပါတယ်တဲ့ဝမ်းနေစကားလေးတစ်လုံးတော့ပြောပြရစီနောက်တစ်ခုဝမ်းသာတာတော့ဘာပြောမလဲဆိုလို့ရှိရင်မိုးကောင်းကထွက်တဲ့ကြောက်ဟာဘာလဲအစိမ်းရောင်မိုးကုတ်ကထွက်တဲ့ကြောက်ဟာဘာလဲအနီးရောင်ကြောက်စိမ်းတွေဗရမများတွေအဲ့ဒီကြောက်စိမ်းတွေဗရမများတွေကြောက်နီးတွေကြောက်စိမ်းတွေဗမာနိုင်ငံကနေထုတ်ရောင်းလိုက်တာဆိုကြပါစို့အာဖရိကရောက်သွားတယ်ကွာလူမဲတွေရဲ့လက်ထက်ရောက်သွားတယ်အစိမ်းရောင်နဲ့အနီးရောင်ကြောက်တွေကလူမဲတွေလက်ထဲရောက်လို့အမဲရောင်ပြောင်းသွားသလားတရုတ်ပြည်ပို့လိုက်လို့ကအဖြူရောင်ပြောင်းသွားသလားကြောက်စိမ်းဟာစိမ်းမြဲပဲစိမ်းတယ်နော်ဗရမများလည်းပဲหนีမြဲတိုင်းหนีတယ်နော်အယောင်သွေးလည်းမပြောင်းဘူးတန်ဖိုးလည်းမကျရိသရဲ့ဘာလဲဘာလဲခုပြောတာနှစ်ချက်အယောင်လည်းမပြောင်းဘူးတန်ဖိုးလည်းမကျအဲ့တော့ညီကိုမောင်နှမတွေအကုန်လုံးသားတွေသမီးတွေအကုန်လုံးထိုင်းနိုင်ငံပဲရောက်ရောက်ကိုရီးယားရောက်ရောက်ဂျပန်ရောက်ရောက်အမေရိကရောက်ရောက်မြောက်ဝင်ရောက်ဆုံးရောက်ရောက်ရှင်တဲ့နေရာရောက်မိုးကောင်းကြောက်လို့မိုးခုတ်ကြောက်လို့မင်းတို့စိတ်ဓာတ်တွေခိုင်ဖို့လိုတယ်လို့ငါအဲ့ဒါအလေးအနက်ပြောခြင်းပါဗမာရဲ့တန်ဖိုးလည်းပဲမကျစေနဲ့ဗမာစိတ်ဓာတ်လည်းမပြောင်းစေနဲ့အဲ့ဒီနှစ်ချက်တော့အလေးအနက်ငါပြောခြင်းဘာလဲဗမာဆိုတဲ့စိတ်ဓာတ်ဗမာဆိုတဲ့တန်ဖိုး
အဲ့ဒီတစ်ခုဘယ်ရောက်ရောက်မပြောင်းနဲ့ဒါပဲပြောချင်ပါတယ်ဒီတော့ဒီကနေ့လူပေါင်း3 သိန်းလောက်စုဝေးနေတဲ့ဒီတရားပွဲဟာဘာအတွက်လှုပ်တာလဲဆိုနိဗ္ဗာန်ရောက်ကြောင်းဆိုတာခဏထားအောင်မင်းတို့ကနိဗ္ဗာန်တကားကြီးဖွင့်ပေးမယ်ဝိညာဉ်ဟိဆိုဘယ်သူမှမဝင်ဘူးငါသိတယ်မဝင်သေးဘူးမို့လားပိုက်ဆံရှာရအောင်မယ်အဖေတွေအမေတွေပြန်ပေးရအောင်မယ်ကလေးတွေကြောင်းထားအောင်မယ်ဒီလိုမို့လားနိဗ္ဗာန်တကားပေါက်ကြီးဒီနာဖွင့်ပေးတဲ့ဝိညာဉ်ဆိုမင်းတို့လည်းမဝင်ဘူးငါလည်းမဝင်သေးဘူးနိဗ္ဗာန်ခဏ postpone လုပ်ထားဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ကသိမွဲတယ်နော်ငါနိုင်ငံတော်မှာဆေးရုံ28ခုငါဆောက်ထားတယ်ဗုဒ္ဓတက္ကသိုလ်3ခုတည်ထောင်ထားတယ်လိုရင်းဒီနှစ်ချက်လောက်ပဲပြောပါမယ်ဒီပြင်ငါလူလောက်တာတဲ့ကောင်းမှုတွေအများကြီးပဲအဲ့ဒါတွေကငါပဲတည်ထောင်ထားတယ်ငါပဲခု running လုပ်နေတယ်ငါပဲ maintain လုပ်ရမယ်ဒီလိုပဲမဟုတ်လားအဲ့ဒါငါနေရာမှာစားထုတ်ပြီးတော့ဒါတွေကိုထိမ့်နိုင်တဲ့လူ run လုပ်နိုင်တဲ့လူရရင်တော့နိဗ္ဗာန်ကဖွင့်ပေးစရာမလိုပါဘူးကိုယ့်အကိုဖွင့်ပြီးတော့ဝင်သွားမှာပါကိုယ်တော့အဲ့ဒါတွေကို preserve လုပ်ဖို့ promote လုပ်ဖို့ protect လုပ်ဖို့ရတယ်လူစားရှာမရဘူးအဲ့ဒါကြောင့်မလို့နိဗ္ဗာန်ခဏလေးနေအောင်မင်းတို့လည်းဒီတိုင်းပဲမဟုတ်လားဖြည်းဖြည်းပေါ့ကွာနောက်မှအတူတူသွားကြတာမဟုတ်လားသူရတို့ရဲ့ဌာနီမှာနော်အဲ့ဒါဒီချက်ကရေးကြည့်တဲ့ချက်ပါဘယ်ရောက်ရောက်ဗမာရဲ့အယောင်သွေးပြောင်းမပြင်းနဲ့ဘယ်ရောက်ရောက်ဗမာဆိုတဲ့စိတ်ဓာတ်ကိုမပြည့်စည်စေနဲ့လူမျိုးရဲ့တန်ဖိုးမကျအောင်နေကြထိုင်ညာအဲ့ဒါကြောင့်တရားပွဲဟာဘာလို့သလဲဆိုလို့ရှိရင်ဒီနှစ်ချက်အတွက်လှုပ်ထားလို့ငါဒီလိုရည်ရွယ်တယ်ဗမာတို့ရဲ့အယောင်အသွေးမကျအောင်ဘာလို့ရမလဲတရားနာပေးရဗမာတွေအယောင်ပြောင်းမသွားအောင်ဘာလို့ပေးရမလဲတရားနာပေးရဗမာတွေတန်ဖိုးကျမသွားအောင်ဘာလို့ပေးရမလဲအဲ့ဒီရွေချက်နှစ်ပါးနဲ့ဒီကနေ့တရားပွဲကြီးကိုကျင့်ပတာဖြစ်ကြောင်းဟုတ်လားအဲ့ဒါကြောင့်မလို့တို့ပြောရတာပြောစရာအလွန်ကောင်းပါတယ်ရသော်ဖေဟာကောသလတိုင်းရဲ့မြို့တော်သာဝတိကဇေတဝန်ကျောင်းတိုင်းမှာနေတော့အရှင်သာရိပုတ္တရာရဲ့နှမကလေးဥပစာလာစောစောကဒါနဲ့စတာဘယ်သူလဲရှင်သာရိပုတ္တရာမှာညီကိုမောင်နှမသူ့အပအဝယ်အလုံး9ယောက်ရှိတယ်ရှင်သာရိပုတ္တရာကအကြီးဆုံးညီကလေး4ယောက်စုံဒရဲ့ဥပသေနရဲ့ယေဝဒရဲ့အလုံးပြောစုံဒဥပသေနယေဝဒအလုံးပြန်ပြောဥပသေနယေဝဒအဲ့ဒါညီကလေး3ယောက်နောက်တကနမကလေး3ယောက်ကတော့စာလာရဲ့ဥပစာလာရဲ့သေသူပစာလာရဲ့အလုံးပရိသတ်ရဲ့လိုက်စောကြည်သားမလားစာလာဥပစာလာသေသူပစာလာဆိုကြည့်လိုက်စာလာဥပစာလာသေသူပစာလာစာရည်လားနော်ဇရက်မလားနှမကလေး3ယောက်ညီကလေး3ယောက်အကိုကြီးသာရိပုတ္တနဲ့ပေါင်းတော့ညီကောမောင်နှမ9ယောက်အမျိုးကသာကိဝေမင်းမျိုးမဟုတ်ဘူးကွာဖယားမျိုးဆိုရင်တော့သာကိဝေမင်းမျိုးပေါ့သာရိပုတ္တရာတို့မောဂလန်တို့ကပုံနာမျိုးတွေဗျမနခေါ်တယ်အလုံးပြောဘာမျိုးဗျမနဆိုတဲ့ပုံနာမျိုးတွေဗျမရှိခိုးတဲ့လူမျိုးတွေအဖေးနာမည်မှတ်လိုက်ဝင်ခန္ဓပုံနာဘာလဲအမေကရူပသာရီတဲ့အမေကဝင်ခန္ဓပုံနာကြီးနဲ့ရူပသာရီဒီပုံနာကြီးလင်မယား2ယောက်သားတို့ကသာသမီ9ယောက်ထွန်းကားတဲ့အကြီးဆုံးကသာရိပုတ္တ
အဲ့ဒီမှာညီကလေး၃ယောက်ကဥပသေနရဲ့သုဒ္ဓရဲ့ယေဝဒရဲ့နှမကလေး၃ယောက်ကဇာလာဥပဇာလာတိတုပဇာလာညီကောင်မောင်နှမ9ယောက်စလုံးအလုံးယဟန္တာဖြစ်ကြတယ်ကွာယဟန္တာဖြစ်ပြီးတော့အလုံးနိဗ္ဗာန်ကိုတညီတညွတ်တဲ့တပေါင်းနဲ့တစည်းတဲ့ဝင်သွားကြအဖေကြီးဝင်္ကန္တပုံနာကမိစ္ဆာဒိဋ္ဌိအဖြစ်နဲ့ဘုရားတရားသံဃာမကြည်ညိုပန်းတဲ့ဒီတိုင်းကြံရစ်တယ်အမေယူပသာရီကတော့သာကြီးသာရီဗုဒ္ဓရာပရိနိဗ္ဗာန်သံဃာနီးအိမ်ပြန်ပြီးတော့အမေသားတော်ကိုဘယ်နာဖွားခဲ့သလဲဒီအခန်းဖွားခဲ့တာအဲ့ဒီအခန်းလေးပြင်ပေးစမ်းပါသားတော်ပရိနိဗ္ဗာန်ဆံမလို့ဆိုတော့အမေကအခန်းလေးပြင်ပေးတယ်သာကြီးသာရီပုဂ္ဂိုလ်သူမွေးခဲ့တဲ့အခန်းမှာသူပြန်ပြီးတော့ပရိနိဗ္ဗာန်ပြုတယ်ပရိနိဗ္ဗာန်သံဃာနီးလေးကိုအမေကိုတရားဟောသွားတာအမေသောတာပန်ဖြစ်သွားသေးတယ်တယောက်တည်းချမ်းဘယ်သူချမ်းလဲအဖေတယောက်တည်းချမ်းအဲ့ဒါဒီမှာအံ့ဩစရာကောင်းတာကညီကောင်မောင်နှမ9ယောက်စလုံးဟာအလုံးဘာဖြစ်တဲ့ပြောထားယဟန္တာ9ယောက်စလုံးမှာနိဗ္ဗာန်ကိုတညီတညွတ်တဲ့ဝင်သွားကြပြီမဟုတ်လားဘာကြောင့်ဒီလောက်တညီတညွတ်တဲ့နိဗ္ဗာန်ဝင်ကြသလဲဆိုရင်မှတ်တာ၄ချက်ညှိလို့ရတယ်၄ချက်ညှိလို့ရရင်အဲ့ဒါညီညွတ်တဲ့ခေါ်တတ္တာရဲ့သီလရဲ့စာခရဲ့ပညာရဲ့ပြန်ပြောလိုက်မယ်တတ္တာသီလစာခပညာပြောကြည့်ပါတတ္တာယုံကြည်ချက်သီလကိုကျင့်တရားစာကစွန့်လွတ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုတရားပဲလုပ်တယ်ဆိုရင်ခေါင်းဆောင်တဲ့ပုဂ္ဂိုလ်တွေကကိုယ့်အချိန်လေးကိုယ့်ရဲ့ဒီအလုပ်လုပ်တဲ့အချိန်တွေနဲ့ကိုယ့်ရဲ့ဒီသက်သာမှုတွေပေါ့လေအဲ့ဒါတွေကအများကြီးစွန့်လွတ်ပြီးမှဒီပွဲလုံးလို့ဖြစ်တာဟုတ်တယ်မဟုတ်လားတရားနာတဲ့လူတွေကလည်းပဲအဝေးကြီးကနေလာတဲ့ကားတွေကမြင်နေကားတွေကြီးတော့အိုးတော်တော်ဝေးဝေးကလာကြတာအချိန်လေးဘာလို့ရလဲစွန့်လွတ်ရပြန်သွားရင်ဘယ်နှစ်နာရီကြာမလဲလာတာဘယ်နှစ်နာရီကြာမလဲအသွားပြန်2နာရီကြာတယ်ဆိုရင်အချိန်ဘယ်လောက်ဆွန့်လွတ်ရ4နာရီလောက်ဆွန့်လွတ်ရအဲ့ဒါအချိန်ကိုဆွန့်လွတ်ရတာရဲ့ကိုရမယ်အခွင့်အရေးဆွန့်လွတ်ရတာရဲ့သက်တောင်သက်သာနေနိုင်ပါလျက်နဲ့ပင်မခံရတာရဲ့အဲ့ဒါကိုဆွန့်လွတ်ခြင်းဆိုတဲ့ဒီကိစ္စကိုပါဠိစာပေကခေါ်တယ်စာကခေါ်လိုက်အဲ့တော့မစွန့်လွတ်နိုင်လို့ရှိရင်ဓာမျိုးတွေကပရိဟိတအလုပ်တွေကလုပ်လို့မရကိုကြိုကိုစီပါကိုအချိန်ကိုခန္ဓာရဲ့သက်သာမှုတွေကိုအကုန်စွန့်မှသူတစ်ပါးအကျိုးစီးပွားဆိုတာလုပ်လို့ရအဲ့ဒါကြောင့်အဲ့ဒီနေရာမှာလဲညီးနေရမယ်တဲ့တတ္တာသီလစာကနောက်ပြီးတော့ပညာဘယ်နှချက်ညှိရ၄ချက်ညီတဲ့ပုဂ္ဂိုလ်တွေကဒီဘဝလည်းပဲအတူတူပဲ၄ခုပေါ်မှာပေါင်းတာတတ္တာသီလစာကပညာ၄ချက်ညီသောစုပေါင်းကြမယ်ဆိုရင်ဒုတိယဘဝလည်းပဲအတူတူပဲသန္တရာရှင်လီတော့လည်းခွဲလို့မရဘူးဖြစ်မြောင်မြောင်တောင်ပေါ်ကဘုရားဘာညာဆုသွားတောင်းတောင်းမတောင်းတော့၄ချက်သာညီရင်သန္တရာအတူတူဖြစ်တယ်ကွနိဗ္ဗာန်ဝင်လည်းပဲအတူတူပဲမဟုတ်လားအဲ့ဒါကြောင့်ဟိုမှာညီကိုမောင်နှမ9ယောက်ပဲလို့လဲတပေါင်းနဲ့တစုတဲ့နိဗ္ဗာန်ကြွကြပြီမဟုတ်လားအဲ့ဒါကြောင့်မင်းတို့ညီကိုမောင်သားတွေသားတွေသမီးတွေကိုငါပြောချင်တာဒီအချက်က၄ခုတော့ညှိကြပါဘာတွေညှိရတတ္တာသီလစာကပညာယုံကြည်ချက်တွေညီအောင်ညှိကိုယ်ချင်းတရားတွေညီအောင်ညှိဆွလွတ်တဲ့စိတ်ဓာတ်တွေတညီရထအသိဉာဏ်ပညာတွေအပြန်လန်ဝင်ငှပြီးတော့ညှိနှိုင်းကြဟုတ်လားအဲ့၄ချက်သာညှိရရင်ဒါကိုဘာခေါ်လဲ united တို့ union တို့ unity တို့ harmony တို့အင်္ဂလိပ်စလုံးကဒါပြောတယ်
ဧကတောကမ္မကတ္တဝါနပုံညခိတိနုတ္တရေဧကတောသံတရိတဝါနဧကတောဝိနိဝတ္တယောအနုတ္တရေအတုမရှိမြတ်လာစွာသောပုံညခိတိကောင်းမှုမျိုးစေကိုကျဲချစိုက်ပြောရလေယာမြေကောင်းတဲ့တူတဲ့ဘုရားမြတ်စွာသာသနာမှာဧကတောတစုတဲ့တပေါင်းတဲ့ဥမကွဲတိုင်းမပြည့်ကမ္မကုသိုလ်လုပ်ငန်းမှန်သမျှကိုကတ္တဝနာပြုလုပ်ကြိုးကိုအားထုတ်နိုင်ကြတဲ့အတွက်ကြောင့်ဧကတောတစုတဲ့တပေါင်းတဲ့ဥမကွဲတိုင်းမပြည့်သံတရိတဝါနာလုပြင်းတဲ့နတ်ပြည်ဆိုတဲ့ဒုက္ခတိသန္တရာတခွင်မှာပြောပြောကြီးကျင်လိကြကုန်သည်ဖြစ်၍ဧကတောတစုတဲ့တပေါင်းတဲ့ဝိနိဝတ္တယောမေကေဖောင်ကြီးပြောပြောစီကအမြိုက်တီးဖြန့်မိုးရာနေဗုဒ္ဓအောင်ကြံငန်းစီသောအတုသူစံမြန်၍ကြောတန်းဝင်ကြရလေကုန်သတည်းဗုဒ္ဓမျိုးကလာခဲ့ကြတဲ့ညီကိုမောင်နှမ9ယောက်စလုံးအလုံးတစ်ပေါင်းနဲ့တစုတဲ့ဥမကွဲတိုင်မြင်ပြဘယ်ကြွသွားကြပြီလဲနိဗ္ဗာန်ကြွကြပြီအလုံးသောညီကိုမောင်နှမတွေသားတဲ့သမီးတွေစိတ်ဓာတ်ကိုဒီလေးချက်နဲ့ကြိုးစားပြီးညှိကြပါလို့ဒါလေးလည်းပဲတိုက်တွန်းတယ်အဲ့တော့ညီနှမကလေး3ယောက်တည်းကအလတ်ဖြစ်သောနှမကလေးဥပစာလာဘယ်သူပါလဲဥပစာလာထေရီကအရွယ်အလတ်ဆိုတော့ခမ်းမန်းကြည့်တယ်စာရဲကအတိအကျမပြောပေမဲ့အသက်30ပတ်ဝန်းကျင်လောက်25 6 9 8အဲ့လောက်မှနေလိမ့်မယ်အငယ်ဆုံးနှမလေးကတော့ဟုတ်လားအသက်20လောက်ဖြစ်မှာပေါ့အကြီးကတော့35 40လောက်ဖြစ်မယ်လို့ခန့်မှန်းကြည့်တယ်အရွယ်ကောင်းပညာတတ်တယ်ပစ္စည်းပေါ်တယ်အမျိုးအစားမြင့်တယ်ရုပ်ချောတယ်အဲ့ဒီလိုတက်တန်းချပြီဆိုလို့ရှိရင်ရုပ်ချောပစ္စည်းပေါ်ပညာတတ်တဲ့မိန်းမတွေဟာယောက်ျားအာယီဝိုင်းအဲ့တော့ဥပစာလာကသူယောက်ျားတွေဝိုင်းတာကိုစိတ်ပြက်ဒီကောင်တွေတော့ကတအုပ်ကြီးဝိုင်းနေတာဟာခွေးကောင်ဘုတ်ကိုလက်ထဝိုင်းသလိုပဲလို့သူကဒီလိုထင်တာခန္ဓာကိုယ်တော်လုံးသူကိုသူသုံးသပ်တာကလှရဲဆိုတဲ့ကိစ္စကိုသူကအပုတ်တွေပြည့်နေတဲ့ခန္ဓာကိုယ်လို့ဒီလိုသုံးသပ်တယ်ဥပမာကမျက်လုံးပဲကြည့်လိုက်ကွာမျက်လုံးလေးဘယ်လောက်လှလဲအမလေးသမင်မျက်လုံးလေးလိုပဲထွက်လာတော့မျက်ချီးထွက်တာမဟုတ်လားအေးပလဲတွေရွဲတွေမထွက်ဘူးနေရကလေးကလည်းလှလိုက်တာမလေးဘာလဲနှစ်ဖာကြီးထွက်တာနှာခေါင်းလေးကလည်းသွေးပြောင်းနေတာပဲဘာထွက်လဲနှာချီးပဲထွက်တာပဲတော်ပါယူကွာခြံနာကိုကြည့်ပြီးထွက်ကြပါတကောလုံးမှာတွား9ပေါက်ရှိတယ်ဟေးကောင်လေးဘယ်နှပေါက်ဘယ်ပေါက်ကမှပလဲတွေရွဲတွေမထွက်ဘူးလေဒါရှင်းနေတာသိပြောလို့မကောင်းဘူးနော်ကိုယ့်ဟာကိုယ်သိပြီးသားတွေအဲ့ဒါကြောင့်တကောလုံးမှာအထဲမှာဘာတွေရှိလဲအပုတ်တွေရှိလို့အပုတ်တွေထွက်တာမဟုတ်လားအဲ့ဒါကိုကြိုက်ပြီးတော့နေတဲ့ငမိုက်တွေဟာဥပစာလာပြောသလိုပြောရင်လက်ဓာရီတဲ့ခွေးကောင်ဘုတ်ကိုကြိုက်သလိုပဲတဲ့မှတ်တာမင်းတို့တွေလက်ဓာရီဟိုဘက်မှာကောင်ဘုတ်တွေငါမြင်ရတော့အဲ့တိုင်းမြင်နေတာအဲ့ဒါစိတ်ပြည့်ပြီးတော့မှယဟန်ဝတ်သွားပြီးမကြခင်ယဟန်တာဖြစ်တာသူရဲ့ဘဝမှာတန်ဝေခကဒါပဲလှလွန်းလို့စိတ်ပြည့်တာအဲ့ဒါယဟန်တော်ကြီးဖြစ်ပြီးတော့လည်းပဲဒီလက်ဓာတွေကရှဲသွားတယ်မအောင်မင်းနဲ့လိုက်တုံးမယ်တစ်ချိန်ချိန်တော့လူထွက်ပြီးအိမ်ပြန်လာရင်တော့ငါတော့ဥအောင်ဘာလုပ်လိုက်မယ်ပါညာအဲ့လိုကောင်တွေကမနဲ့မလေးသီးသီးလေးလူချင်းသလိုလိုတပည့်ကလေးပေးခြင်းသလိုလိုဆက်ပြားကလေးလေးလူတော့မလို့လို့ဆွန်းလေးကတ်တော့မလို့လို့နဲ့မနဲ့လာတဲ့ကောင်ကလာနေခင်းလာတဲ့ကောင်ကလာဥပစာလာယဟန္တာမကြီးကစိတ်ပြက်လိုက်တာဒီလက်ဓာတွေ
အဲ့ဒါကြောင့်မနေ့စောစောဆွမ်းစားပြီးတော့ကျောင်းတဲကနေထွက်တာခမ်းမန်းကြီးငါထင်တယ်8 နာရီလောက်ကနေဇေတုံကျောင်းတဲကနေတော်ရဲထွက်သွားတယ်ဟိုလက်ဓာတ်တွေကျောင်းထဲမလာသေးခင်တော့ကြည့်တဲ့ရောက်တော့သစ်ပင်ရင်တစ်ခုမှထိုင်ပြီးတော့ဖရသမပဝင်စားနေတာဖရသမပဆိုတာမင်းနားလည်အောင်တူတူလေးပဲပြောမယ်ခက်တာတွေကမပြောဘူးစိတ်တွေကလည်းမြင်သိစိတ်ကြမ်းသိစိတ်တွေအကုန်လုံးရပ်ထားလောကုတ္တရာစိတ်ထဲမှာအမြင့်ဆုံးဖြစ်တဲ့ရတ္တဘုစိတ်တစ်လုံးနဲ့ဖြစ်အာယုံကလည်းမြင်စရာကြားစရာအာယုံတွေအကုန်လုံးမမြင်တော့ဘူးမကြားတော့ဘူးနိဗ္ဗာန်တစ်ခုတည်းကိုပဲရတ္တဘုစိတ်နဲ့ကြည့်ပြီးတော့နေမယ်အဲ့လိုအဲ့တော့ရတ္တဘုစိတ်နဲ့နိဗ္ဗာန်နဲ့ရတ္တဘုစိတ်တိထားပြီးတော့သမာဓိနဲ့ခြီးပြီးတော့ငြိမ်ပြီးတော့နိဗ္ဗာန်ရဲ့တန်တိဓာတ်နဲ့ဣစုတိအယတာတန်တိဆိုတာကငြိမ်းချမ်းတာဟေ့ကောင်းတယ်တန်တိဆိုတာ peace ဣစုတိဆိုတာကတည်ငြိမ်တာ stability နိဗ္ဗာန်မှာဘာရှိလဲဆိုဒီနှလုံးမှတ်တာ peace and stability ငြိမ်းချမ်းခြင်းနဲ့တည်ငြိမ်ခြင်းဘာနဲ့အဲ့ဒီငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုအရသာခံစားပြီးတော့တနေ့လုံးနေနေတာအဲ့ဒါကိုဖလသမပဝင်စားတယ်ဖူဝင်စားတယ်ခေါ်တာခမ်းမန်းကြီးကပြောရရင်မနေ့9 နာရီလောက်ကနေစထိုင်နေနဲ့တူတဲ့ည9 နာရီလောက်အထိပေါ့လေကျောင်းတိုင်းလူရှုပ်တုံးမှာလူရှောင်တာလူကတယောက်တည်းနေတယ်စိတ်လဲတစ်စိတ်တည်းနေတယ်မှတ်တာတယောက်တည်းနေတဲ့အရသာကိုကာယဝိဝေကချမ်းသာဝိဝေကချမ်းသာခေါ်စိတ်တွေလည်းမများဘဲနဲ့တစ်စိတ်တည်းနေတဲ့အရသာခံစားနေတာကိုစိတ်တဝိဝေကအရသာအဲ့ဒီလိုနေတော့ညနေဆောင်တော့စီးစာနေဝင်တော့မာနရောက်လာတယ်တဲ့ပြောဟိဘယ်သူလာမာနကအဲ့ဒါတော်ကြီးတဲ့ဝင်လာစေတော်ကြောင့်အနောက်နားမှာအန္တဝနာအန္တဝန်တော်ဆိုတာဘုရားလက်ထက်ကရှိတယ်ခုတော့အကုန်လုံးခုတ်ပြကြတယ်ကျောင်းပင်ငုတ်တောင်မကြံဘူးငုတ်တွေအကုန်တူးပြီးတော့ကလားဟိုလက်ဖိတ်ဆိုင်အကုန်ပို့ကြတာဗမာပြည်ကလည်းပဲအကုန်လုံးသစ်ပင်ကိုအပေါ်ကပြကျန်တဲ့ငုတ်တူးပြီးတော့ဟလာတရုတ်ခေါ်ဆွဲဆိုင်ပို့သလိုပေါ့ကွာအဲ့ဒီမှာလည်းပဲတော်ကြီးပြုံးသွားပြီတဲ့ဘုရားလည်းကအန္တဝန်တော်ကြီးဆိုတဲ့ဇေရုံကျောင်းအနောက်မြောက်နားမှာအဲ့တော်ကြီးထဲမှာနေနေတာလူရှောင်ပြီးတော့ဝိဝေကကင်းကင်းစိတ်စိတ်ကလေးနေတာအဲ့ဒါနေဝင်ဖြိုးမြမုတ်ချုပ်ဆမန္တကဝင်လာတော့တဲ့အယောင်တွေလှော့ပြီးတော့သူရှောက်ကြည့်တယ်ဟာယန္နာယောက်ျားတွေယန္နာမတွေနေဘူးတခါတည်းသမဘဝင်စားဟိုပင်ရင်တပါဟိုသစ်ပင်ရင်တပါဟိုသစ်ပင်ရင်တပါထိုင်ပြီးတော့လူရှောင်ပြီးတော့ချမ်းချမ်းသာသာနေတော်မူကြတယ်အဲ့ဒါမန္တကြီးရှောက်ကြည်ရင်နဲ့ဥပစာလာထေရီရဲ့အနာရောက်တော့နောက်ကကြည်လိုက်တော်အချိုးတကြပဲဒီခန္ဓာကိုယ်ဟာဘေးကကြည်လိုက်ရှေးကကြည်လိုက်မျက်ခုံးကပဲလို့မျက်လုံးကပဲလို့နာရံကပဲနဲ့မာနဒီကောင်လည်းပဲလက်ဓာဖြစ်သွားပြီဥပစာလာရဲ့ရုပ်ချောမောလှပပုံကိုကြည့်ပြီးတော့မာနကြီးကဆွဲသွားတာပြီးတော့မာနကစဉ်းစားတယ်ဒါလောက်လှပတဲ့မိန်းမပစ္စည်းလေးပေါ်ရုပ်လေးချောပညာလေးတအမျိုးဆက်ကလည်းမြတ်ဘယ်နဲ့ကြောင့်များခေါင်းကြီးတုံးပြီးတော့အဝတ်ကြမ်းကြီးဝဲပြီးတော့နှခမ်းမရှိတဲ့ခွက်မဲမဲကြီးကြိုင်ပြီးတော့တော်ရဲလာမှိုင်းနေပါလိမ့်မလဲဒီမိန်းမကိုဖျားယောင်းသိမ့်သွင်းပြီးတော့ငါနတ်ပြည်ခေါ်သွားရင်ကောင်းမယ်မန္တကဥပစာလာကိုဘာလုပ်ချင်လဲဖျားယောင်းပြီးတော့ဘယ်ခေါ်မလို့လဲနတ်ပြည်မခေါ်ပါနဲ့သူရဌာနီလောက်ခေါ်လာရင်မနေဘူးလားကောင်မလေးတွေနင်တို့စောင့်ပြောတာမဟုတ်ဘူးနော်မတော်တဆတိုက်ဆိုင်သွားရင် sorry ပဲ
နတ်ပြည်ကငါခေါ်သွားရင်ကောင်းမှာပဲဆိုပြီးတော့ဖျားယောင်းတဲ့စကားပြစပြောတယ်ဒါဝရိန္ဒသယာမသဒုသိတသပိဒေဝတာနေမနရတိနောဒေဝယေဒေဝဝတဝတိနောတေသူစိတ်တပဏိတေဟိရတိံပိစ္ဆနုပုတ္တိဩရှင်မဥပဇာလာဒါဝရိန္ဒယာမဒုသိတနေမနရတိပရဏိမိတဝတဝတိနတ်ပြည်ငါးဓာတ်ဆိုတာရှိတယ်စတုမာတဲ့နတ်ပြည်တော့ထဲ့မပြောဘူးလူပြည်နဲ့တစပ်ထဲဖြစ်နေလို့သိစည်းစိမ်ကမကောင်းယောဂဇောတွေပုံမဇောတွေဆိုတော့စတုမာတဲ့ဒါဝရိန္ဒရဲ့ယာမရဲ့ဒုသိတာရဲ့နေမနရတိရဲ့ပရဏိမိတဝတဝတိရဲ့လို့နတ်ပြည်ငါးဓာတ်ရှိတယ်အဲ့ဒီနတ်ပြည်ငါးဓာတ်ကစည်းစိမ်ကလေခံစားလို့အလွန်ကောင်းမယ်မင်းတို့သိလွယ်တာလေးတစ်ခုငါပြောမယ်ဒါဝရိန္ဒနတ်ပြည်မှာနတ်တွေကထမင်းစားသလားလို့မေးရင်စားတယ်နတ်ပြည်ကနတ်ထမင်းနတ်သုဒ္ဓဒေဝသုဒ္ဓလို့ခေါ်တယ်သုဒ္ဓဘောဇနဒီလိုလဲခေါ်အဲ့တော့ဘလောက်အဆင်ပြေတယ်လဲလို့ဆိုလို့ရှိရင်စားဖို့ရန်သောဖို့ရန်အတွက်အဲ့ဓာတွေကိုရှာရဖွေရပြင်ရဆင်ရချဲ့ရပြုရအလုံးမလုံးရဘူးအလိုလိုသစ်ပင်တွေကနေသီးလာတာကအဲ့ဒီအသီးတွေအရွက်တွေဆိုတဲ့ဥစ္စာတွေကမင်းတို့စိတ်ထဲမှာကူးလိုက်အပင်တပင်ကသီးလာတဲ့အသီးအရွက်ဘာပဲဖြစ်ဖြစ်အိုးဓမ္မောက်ဓမင်းလေးစားရရဲ့ကောင်းပါပဲလို့စိတ်ကူးကြည့်လိုက်အဲ့ဒီပင်ကဒါဓမ္မောက်ပဲရအာနိုးဓမင်းလေးစားရရဲ့ကောင်းပါပဲလို့စိတ်ကူးကြည့်လိုက်နိုးဓမင်းပဲရကျမ်းရခုစွတ်ပြီးတဲ့လောစာသုဒ္ဓဘောဇနာအဲ့ဒါတည်းပြင်ရဆင်ရချဲ့ရပြုရမိမွေးရထင်းရှာရဘာညာမင်းတို့ပင်မဆင်ရရှာပွေခြင်းဘာမလုပ်အောင်အော်တိုမက်တစ်အကုန်လုံးဟိုအပင်တွေအသီးတွေကနေထွက်စားပြီးပြီဆိုပြန်တော့လေသွားတက်ရအောင်မလားလက်ဆေးရအောင်မလားသွားတွေပါဇက်တွေလက်တွေကင်တဲ့နေရာတွေထိတဲ့နေရာတွေမှာအညစ်အကြေးပေးချမ်းနေတယ်လို့လည်းမရှိဘူးနောက်ဆိုပိုရှင်းအောင်ပြောလိုက်ရမယ်ဆိုလို့ရှိရင်နတ်ပြည်မှာအိမ်သာမရှိဘူးကွာနားလည်းဖို့လွယ်တယ်မဟုတ်လားနတ်ပြည်မှာအိမ်သာမရှိဘူးဆိုကြတဲ့ကိုကဟိုခန္ဓာကိုယ်ကအပေါက်တွေကနေအညစ်အကြေးတွေမထွက်တော့ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်လားအေးမင်းတို့ခန္ဓာကိုယ်ငါတို့ခန္ဓာကိုယ်ကတော့ထွက်လိုက်တဲ့ပြည့်ချင်းအကောင့်ပါမလားအဲ့ဒါကြောင့်နတ်ပြည်နတ်စည်းစိမ်ခံစားဖို့ကောင်းတယ်ဟေးလက်ခေစမ်းမှာဆိုတာမျိုးတွေလာပြောတာမာနကဘသူကိုပြောတာလဲဒါဝရိန္ဒသယာမသဒုသိတသပိဒေဝတာနေမနရတိနောဒေဝယေဒေဝဝတဝတိနောတေသူစိတ်နပဏိတေယရတိပိစ္ဆနုပုတ္တိလိုက်ချင်တယ်ဆိုတဲ့စိတ်ကလေးသာဖြစ်စမ်းမှာရှင်မကြီးလိုက်ချင်တယ်ဆိုတဲ့စိတ်ကလေးဖြစ်တာနဲ့တပြည့်တည်းငါမင်းကိုဘိန်းဟိုနတ်တကုန်းနဲ့နတ်ပြည်ငါခေါ်သွားလိုက်မယ်ဟိုကြမှာစိစိအတူတူခံစားကြတာပေါ့မင်းတို့တိုင်းတဲ့ငါမှာပင်ပန်းစင်းရဲဆိုတော့ရာဘာချန်နေဘာတွေညာတွေစီအုပ်ချန်နေအနာအလုံးလုံးကြတာအဲ့ဒါတွေလုံးမနေပါနဲ့ကွာ passport လည်းအစင်းသင်းပေးမယ် visa လည်းအစင်းသင်းရမယ်လေမြန်လက်မှတ်ကလေးလည်းပေးမယ်$1 $5,000 လောက်လည်းရမယ်အမေရိကန်လက်ခေတ်စားမှာဆိုရင်မင်းတို့ဘယ်လိုလုပ်လိုက်သွားမှာပဲဟုတ်လားဥပစာလာကတော့မလိုက်ဘူးကွာအဲ့ဒါဖျားရောက်တာနော်ဒါဝရိန္ဒသယာမသဒုသိတသပိဒေဝတာနေမနရတိနောဒေဝယေဒေဝဝတဝတိနောနတ်ပြည်ငါးဓာတ်ရဲ့စည်းစိမ်မြင်မြင်ကြီးခံစားဖို့လက်ခေစမ်းမှာရှင်မကြီးပထမပြောနေတာဥပစာလာကအရဟတဘောစိတ်နဲ့နိဗ္ဗာန်ဝင်စားနေရုံလေးပြောတာဆိုတော့မာနရဲ့အပံကိုမကြောက်နိဗ္ဗာန်ရဲ့အရသာခံစားတဲ့အရဟတဘောစိတ်နဲ့ဝေဒနာကရက်သွားပြီဆိုတဲ့အချိန်ကြတော့မှပုံမှန်မြင်သိစိတ်ကြားသိစိတ်တွေပြန်ပေါ်လာပုံမှန်မြင်စိတ်ကြားစိတ်တွေပြန်ပေါ်လာတဲ့အချိန်မှာမာနရဲ့အတန်ကိုဥပစာလာကြားသွားတယ်
ကောနုခွာယံမနုဿောဝါအမနုဿောဝါဒေဝဝါမာရောဝါဒီအတံဘာတံလဲလူလာနတ်လာနဂါလာကလုံလာမနတ်လာဘာတံလဲစဉ်းစားလိုက်တော့မာရောကောအယံပါပိမာဒါမနတ်ကြီးအတံပဲသိသွားတဲ့အချိန်မှာမနတ်ကိုပြန်ပြောတာဟေးမနတ်မင်းပြောတဲ့နတ်ပြည်6ဓာတ်ဆိုတာတတ္တလောကအကယ်၍မြမပြည်20ပြောအောင်မယ်ဆိုလို့ရှိရင်လည်းမြမပြည်လည်းပဲတတ္တလောကပြောဘာလောကအမေရိကန်အင်္ဂလန်ပြောမလားဘာလောကလဲတတ္တလောကပဲဒီလိုပဲမဟုတ်လားအဲ့တော့တတ္တလောကတတ္တဝါတို့ရဲ့အစုဝေးကြီးကိုတတ္တလောကခေါ်တယ်အဲ့ဒီတတ္တဝါတွေနေတဲ့နေရာဒေသကြီးကိုဒီမြေတွေရေတွေနေတွေလှတွေဒါတွေကိုဘာခေါ်လဲဩကာသလောကခေါ်တယ်ယုတ်တရားတွေနေတရားတွေအပြန်လန်မိကိုပြီးတော့ဖြစ်ပြနေတာကတော့ဘာခေါ်လဲသင်္ခါရလောကခေါ်တယ်အဲ့ဒါဥပ္ပစာလာကပြန်ပြောတယ်ပါပိမယုံမှာစွာသောမာရဟေမယုံသဗ္ဗလောကလောကကြီးတစ်ခုလုံးမှာပကံပိတော့တုံလုံးနေတယ်ဟေးလောကကြီးတစ်ခုလုံးဘာဖြစ်နေတဲ့လဲတုံလုံးနေတယ်ရေတွေငြိမ်ရဲ့လားမလေးရေတွေလှုပ်လွန်းလို့ဟဲ့လားဆွနာမီသေလိုက်ကြတာမြေကြီးကငြိမ်ရဲ့လားငရင်လှုပ်လို့တဲ့အီရန်ငရင်အင်ဒိုနီးရှားငရင်နော်တန်းနဲ့ကြည်သေးကြတယ်လေတွေကပြိဿကြီးငြိမ်ရဲ့လားဩမြန်မာနိုင်ငံမှာအရာဒီမှာလေလှုပ်သွားတယ်လူ3,900,000လောက်သေသွားနော်လေကလည်းပဲလှုပ်လို့မြေကလည်းလှုပ်ရေကလည်းလှုပ်မီးအဲ့ဒါကလည်းတလှုပ်နဲ့သူလည်းလောင်းနေတာပဲသဘာဝအတဲ့အလိုလိုဓာတ်လုံးနဲ့တော်မီနေရတာကလောင်းနေပဲမို့လားသဗ္ဗလောကလောကကြီးတစ်ခုလုံးမှာပကံပိတော့တုံလုံးနေတယ်ဩကာသလောကကြီးလှုပ်သတ္တဝလောကကြီးရင်ကငြိမ်ရဲ့လားလူတွေကငြိမ်လားလှုပ်ရွအကုန်ဖြစ်နေကြပြီခွေးတွေနွားတွေကြောင်တွေကျက်တွေကငြိမ်ရဲ့လားသူတို့လည်းပဲကာမဂုဏ်နဲ့လှုပ်တကောင်နဲ့တကောင်မြင်ရင်ခွေးဆိုလို့ရှိရင်ကြည့်လိုက်ခွေးတကောင်သည်ခွေးတကောင်ကိုမြင်တာနဲ့တပြိုင်နက်တည်းဘယ်လိုနေလဲသွားလေးတွေဖြဲပြီးတော့ပြုံးနေကြတာလေပြုံးနေတာတွေတွေ့တယ်မဟုတ်လားခွေးတကောင်သည်ခွေးတကောင်ကိုမြင်လို့သွားဖြဲပြတယ်ဆိုတာပြုံးတာလားဘာလို့ချင်လို့ကပ္ပဆယ်မြတ်ဘောကလူကြီးတွေပြုံးနေတာကောဘာလို့ချင်လို့လဲချမယ်ခွေးနေတော့ငါနိုင်တာတော့မဟုတ်ပါဘူးကွအဲ့ဒီအပြုံးတွေကိုငါမယုံမဲဖြစ်ဟုတ်လားအဲ့ဒီအပြုံးတွေကိုမယုံမဲဖြစ်နေတယ်ပူတင်နဲ့ဟိုအိုဘားမာစောစောကပြုံးနေလေအခုတော့ဘာဖြစ်ကုန်မလဲကြိုက်တော့မလို့လားအမလေးရှင်းတော့ကတရုတ်ကွန်မြူနတီနဲ့အမေရိကန်နဲ့လည်းပဲအမြဲတမ်းမျက်နှာတင်းခုတော့မပြုံးနေကြပြန်ပြီဒါပေမဲ့အပြုံးရဲ့နောက်မှာဘာရှိမှမသိဘူးနော်အဲ့တော့တို့လောကနေတိမှာပြောတယ်ဆယ်ဆောင်နဲ့စာအုပ်ပြန်ပအိတ်ကောင်းနေသုနခသုနခံဒိဋ္ဌဝါဒန္တန္တသေတိဟိသိတောသုနခခွေးတကောင်သည်သုနခခွေးတကောင်ကိုဒိဋ္ဌဝမြင်တဲ့အခါမှာဟိသိတောတဲ့ကြိုက်ခြင်းတဲ့အတွက်ကြောင့်ဒန္တန်သွားကိုတသေတိပြတယ်ခွေးတကောင်သည်ခွေးတကောင်ကိုမြင်တဲ့အခါမှာသွားဖြဲပြတာဟာရှစ်လို့ပြုံးတာမဟုတ်ဘူးတဲ့ဘာလို့ချင်လို့လဲကြိုက်ခြင်းလို့လောကကြီးကအဲ့လိုဖြစ်နေတယ်အဲ့ဒါကြောင့်ဩကာသလောကကြီးလှုပ်ရှားနေသလိုပဲတတ်တဲ့လောကကြီးကဘာဖြစ်နေလဲလောဘတွေဝင်လို့တလှုပ်လှုပ်ဒေါသတွေဝင်လို့လဲဘယ်လိုလဲတလှုပ်လှုပ်ပဲမောဟတွေဝင်တော့လဲတလှုပ်လှုပ်ပဲဒီလိုပဲမဟုတ်လားဘယ်ကမ္ဘာလောကမှာတည်ငြိမ်မှုမရဘူး the whole one is unstable the whole one is shaken အဲ့ဒါကြောင့်မင်းတို့နတ်ပြည်နတ်လောကလည်းပဲဒီလိုပဲလှုပ်ရောက်ဖြစ်နေမှာပဲနတ်ပြည်နတ်လောကလည်းတည်ငြိမ်မှုမရှိဘူးအဲ့ဒါကြောင့်ယုံမှသောမာနရေမ
မင်းတို့တာဝရိန္ဒာကတရားမင်းနဲ့အသူရနတ်မင်းကြီးတစ်နှစ်တစ်ချိန်စစ်တိုက်တယ်ဆိုတာကြားဘူးလားလက်ပံပွင့်ချိန်တိုင်းတရားနဲ့အသူရတွေစစ်ဖြစ်တယ်လေဘာကြောင့်အဲ့ဒီတရားနဲ့အသူရနဲ့စစ်ဖြစ်လဲသိလားစကလုံးနဲ့ရိုင်းသွားရင်သိခံစမ်းပါမိမကိစ္စနဲ့စစ်ဖြစ်တာကွာနော်အသူရနတ်မင်းကြီးရဲ့သမီးသူစာဘယ်လိုလဲပြည့်ပြည့်စုံစုံဖတ်ရင်သူစာတာလို့ဖတ်ရတယ်ဖတ်လိုက်အသူရနတ်မင်းကြီးရဲ့သမီးကျော်သူစာတာကိုအမျိုးမတူတဲ့တာဝရိန္ဒာကနတ်မင်းတရားဆိုတဲ့ကောင်ကအတင်းသွားခိုးတာအဲ့ဒါမိမမှုနဲ့အဲ့ဒါသမီးခိုးပြေးတဲ့အမှုနဲ့သူရာတွေနဲ့တာဝရိန္ဒာတွေရံဖြစ်ကြတာဂုတိဖြစ်တုံးမယ်အဲ့ဒါနတ်ပြည်ကညင်ရလားငြိမ်းချမ်းရေးမရဘူးဟိုမှာလည်းပဲတိုက်တုံးခိုက်တုံးပဲသာဘောလောကလောကကြီးတစ်ခုလုံးမှာပကံပိတောတုံလှုပ်နေတယ်ရှိဝါရေးလောကငြိမ်လားမငြိမ်ဘူးနိုင်ငံရေးလောကကငြိမ်ရဲ့လားမငြိမ်ဘူးနိုင်ငံရေးလောကလည်းလှုပ်ပဲတို့ကလည်းအခု2015ဘာညာရွေးကောက်ပွဲလာတော့မယ်ဆိုအကုန်လုံးလှုပ်ရဖြစ်ကုန်ပြီမို့လားမင်းတို့တွေလည်းအကုန်ပြန်ပြီးတော့မဲပေးရမယ်နော်ဒါလှုပ်ရဖြစ်လာတဲ့သဘောတွေအဲ့တော့လူလောကလည်းလှုပ်ရနတ်လောကလည်းလှုပ်ရဘာသာရေးလောကကငြိမ်ရဲ့လားမငြိမ်ဘူးတဲ့ white card ဆိုတဲ့စကားလုံးတစ်လုံးရှိတယ်ဗမာပြည်မှာနော်အမေရိကန်ကတော့ green card ဗမာကထွန်လိုက်တာ white card white card ဆိုတာအဖြူရောင်ကပ်ပြားလေးတွေထုတ်ပေးထားတာတရုတ်တွေရောကလားတွေရောမနေဘူးပဲအမေရိကန်မှာ green card နော်ဟိုအင်္ဂလန်တို့ဘာလို့ကြတော့လဲပဲအဲ့ဒီလို white card green card နာမည်မခေါ်ဘဲနဲ့တမျိုးခေါ်တယ် PR permanent resident သူကဒီလိုခေါ်တယ်နောက်ဆိုလို့ရှိရင်ငါထင်တယ် black card တောင်လာအောင်မလားမသိဘူး white card တို့ grey card တို့တော့ထွက်သွားပြီ black card တွေလာခြင်းလာလိမ့်မယ်သတိထားကြအဲ့ဒါမှဖြစ်နေတာလဲဆိုလောဘတက်ပြီးတော့တလွတ်လွတ်တရွရွဖြစ်ကြတဲ့သဘောပဲလောကကြီးတစ်ခုလုံးကဒီတိုင်းပဲမငြိမ်ဘူးအဲ့ဒါကြောင့်နတ်ပြည်မှာလည်းတလှုပ်လှုပ်လူပြည်မှာလည်းတလှုပ်လှုပ်တည်ငြိမ်မှုမရှိတဲ့ဒီကဘာငါစိတ်ဝင်စားဘူးမာနကြီးမင်းပြောတဲ့နတ်ပြည်6တာဗြဟ္မ20ဆိုတာငါလုံးဝစိတ်ဝင်စားဘူးလှုပ်လှုပ်ရဖြစ်နေတဲ့ကဘာအဲ့ဒါငါမလိုက်နိုင်ဘူးနံပါတ်1တစ်ချက်ပြောချင်အလုံးသောအမျိုးကောင်းသားအမျိုးကောင်းသမီးညီကိုမောင်နှမသားသမီးတွေလောကကြီးတစ်ခုလုံးဘာဖြစ်နေတဲ့လဲတုံလှုပ်နေတယ်နောက်တစ်ချက်လောကကြီးတစ်ခုလုံးတည်ငြိမ်မှုမရဘူးဟုတ်လားအဲ့ဒါကိုမျက်စိကြဲကြဲနားကြဲကြဲနဲ့နေတိုင်းကြည့်ပါဒါလေးပြောချင်တာပါ၄ခုပြောမလို့မြတ်စွာဘုရားသည်ကမ္ဘာလောကကိုတနေ့နဲ့တညင်းမှာ6ချိန်ကြည့်တယ်နေ့3ချိန်နေထွက်တဲ့ချိန်မွန်းတဲ့ချိန်နေဝင်တဲ့ချိန်ညာဥရတဲ့ချိန်သကောင်ရတဲ့ချိန်မိုးသောရတဲ့ချိန်တနေ့နဲ့တညင်းကမ္ဘာလောကကိုဘုရားဘယ်နှချိန်ကြည့်တယ်6ချိန်ကြည့်တယ် What is happening in the world today ပေါ့ဒီနေ့ကမ္ဘာဘာဖြစ်နေသလဲဆိုတာမြတ်စွာဘုရားကြည့်တယ်အဲ့ဒါကြောင့်မင်းတို့တွေလည်းပဲကိုနေနေတဲ့ကိုပတ်ဝန်းကျင်ကစပြီးတော့ကိုအလုပ်လုပ်နေတဲ့ကိုလောကကိုတိုင်းပြည်ယာယီအပြင်လာနေတဲ့ထိုင်းနိုင်ငံဆက်ဆက်နေတဲ့နိုင်ငံတွေအားလုံးကိုဘုရားတနေ့6ချိန်ကြည့်ပေမဲ့မင်းတို့အလုပ်ရှုပ်လို့မကြည့်နိုင်တနေ့2ချိန်လောက်တော့ကြည့်ကြပါအချိန်လေးကိုမျက်နှာလွှဲလို့မဖြစ်ဘူးလေနော်ကဘာကြီးဟာတည်ငြိမ်မှုမရဘူးဆိုတဲ့အချက်ကိုအာလုံးသတိပြုရအခုပေးရမယ်ဟာတော့ကြမရဘူးဒါတွေကအများကြီးပဲဒီလိုပဲမဟုတ်လားအခုမဲတယ်ဟာတော့ကြဖြူသွားပြန်ပြီဒီလိုတွေနော်ကဘာလောကကြီးကမငြိမ်ဘူး unstable အဲ့ဒါကြောင့်ကဘာလောကကြီးထဲမှာမနေချင်ဘူးတဲ့ဘယ်သူပြောသလဲဆိုတော့ဥပ္ပစာလာပြောတယ်ဒါနံပါတ်1
နာတကပါပိမယုံမှာသောသောမာရဟေမံယုတ်သာဘောလောကလောကကြီးတစ်ခုလုံးမှာဘတုပိတာခိုးထွက်နေတယ်တလောကလုံးမှာဘာဖြစ်နေသလဲဘာဖြစ်နေသလဲအခိုးတွေထွက်နေတယ်အလုံးပြောဘာဖြစ်နေလဲအခိုးထွက်နေငါတို့စကိုင်းတောင်ရိုးမှာပုံချရှင်စေတီတော်ကြီးဘောကိုနေပိုင်းတက်သွားတယ်ရန်ခအရှိဘက်လမ်းကြည့်လိုက်တယ်ကျောင်းနေလွန်သွားတော့အေယာဝတီဟိုဘက်ကြည့်လိုက်တော့မရပူရမန္တလေးအဲ့ဒါတွေကြောပြီးတော့အရှိဘက်ကြည့်လိုက်တော့မေပြောဆိုတဲ့တောင်ရိုးဘောကိုကားတွေတက်နေခင်းကြည့်တာကားတွေတစ်ခုမှမမြင်ရဘူးဒါပေမဲ့ဘာတွေတွေ့နေလဲဆိုတော့အဲ့တောတွေကိုလွန်ပြီးတော့သစ်ပင်တွေလွန်ပြီးတော့ကောင်းကင်ကိုမိခိုးတွေတက်လာတာတွေ့ရတယ်။ຫນွေပိုက်မယုံသွားကြည့်နော်ဘယ်တော့ကြီးပေါ့လေဒီတိုင်းမှာအဝေးကလှမ်းကြည့်ရင်တောအပေါ်မှာဘာတွေ့လဲမိခိုးတွေတွေ့အဲ့ဒီမိခိုးတွေထွက်နေတာကိုကြည့်ချင်းမြင်အောက်မှာလောင်နေတယ်ဆိုတာခံမှန်းလို့ရတယ်မို့လားအဲ့ဒါပဲကဘာကြီးကအခုအခိုးတွေသိထွက်သဗ္ဗလာကလောကကြီးတစ်ခုလုံးမှာဘတုပိတော်ခိုးထွက်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားဓာတ်ရိုက်ပြောရှင်တာကဘာပြောလဲဆိုတာကတော့အကြံအစီတွေနှိမ့်ဆက်နေတယ်တဲ့အတွေးအကြံတွေနှိမ့်ဆက်နေတယ်ပြောရပါလေတွေးနေတယ်ကြမ်းနေတယ်ပါးစပ်နဲ့မပြောရသေးဘူးလက်နဲ့မလုပ်ရသေးဘူးကောင်းထဲမှာမလုပ်နဲ့တွေးစာပေသမားနဲ့စာပေစကားနဲ့ပြောမယ်ဆိုရင်တော့ဝိတက်၃ပါးနှိမ့်ဆက်တယ်လို့စာပေကပြောတယ်စာစကားခဏထားလိုက်တွေးနေကြတာညမြမင်းတို့တွေခံစားမှုမှာပါပဲအကုန်လုံးနော်အေးရတဲ့ဝင်ပြီးတော့ဘလဲလှန်လို့သာအိတ်တယ်လူကအိတ်မပြောဘူးတနေ့လုံးလုံးမိတာတွေမနေ့ပြင်ငါဘာလုပ်ရမယ်ဆိုတာတွေကိုပက်လက်လှန်နှစ်ဖူးပွားလက်တင်ပြီးတော့မတွေးဘူးလားအတွေးတွေလွန်အတွေးခေါင်ပြီးတော့အိမ်မပြောဘူးကြောကုန်းတွေဘူးလာအဲ့တော့မောက်ခုံမောက်ပြီးတော့လက်ပေါ်နှစ်ဘူးတင်တွေးပြန်ရောဘိုက်ဘူးတော့ပက်လက်လှန်လိုက်ကြောဘူးတော့မောက်လိုက်လှန်လိုက်နဲ့မိုးကြိုကမိခင်တဲ့အတိုင်းပဲတညလုံးတွေးတာမိုးလင်းသွားမိုးလင်းတော့မှမြက်တွင်းလေးတွေဟောလို့ဒီလိုဖြစ်တယ်အဲ့ဒီလိုလေးလေးနဲ့ပင်ပန်းစွာစားရေးနေရေးဝေရေးတိုင်းရေးပြည်ရေးနိုင်ငံရေးအကြအတဲကိစ္စတွေကိုတွေးနေတာတွေကိုပြောတာအဲ့ဒါဘာခေါ်တဲ့လဲအခိုးထွက်တယ်ဗါလေတနိုင်ငံလုံးခုအခိုးထွက်နေပြီလေထိုင်းနိုင်ငံမှာလည်းအခိုးတွေတလူပဲနိုင်ငံရေးသမားတွေဖြည်းဖြည်းဟိုလိုဒီလိုပုံမာရိတတရားဆွဲဘယ်နှစ်နိုင်ငံရေးမလုပ်ရစစ်တပ်ကလည်းမစင်းတော့ဘူးတို့ဘဝနိုင်ငံနဲ့လာပြီးလွန်စားရွေးကောက်ပွဲဆိုတာနဲ့တပြိုင်တည်းသူနိုင်ငံနဲ့အပြိုင်ကျဲမယ်ဟာကြံစီပြီးတော့နီးဒီလန်းနေရှာပြီးတော့အကုန်လုံးပါတီခေါင်းဆောင်တွေတွေးနေကြတယ်မို့လားအဲ့ဒါဘာဖြစ်နေတာလဲတညလုံးတွေးတာဒါအခိုးထွက်သာဘောလောကလောကကြီးတစ်ခုလုံးမှာဘတုပိတော်ခိုးထွက်နေတယ်ယတယသမိနိဗ္ဗာန်ခြင်းနိဗ္ဗာန်မှာဘတုပိတော်ခိုးထွက်ခြင်းဆိုတာနတ္တိတဇောတစီမရှိပဲဘူးတသမတော်ကြောင့်တတ္တသမိနိဗ္ဗာန်အခိုးငြိမ့်နေတဲ့နိဗ္ဗာန်နဲ့သာလဲမေရှံငါရဲ့စိတ်တန်းစိတ်ကိုပဏိဒေမိညောကိုင်းထားတယ်လောကကြီးတစ်ခုလုံးလှုပ်ရှားနေတယ်နိဗ္ဗာန်ကတော့ဘာဖြစ်နေလဲတည်ငြိမ်နေအလုံးပြောနိဗ္ဗာန်ကဘာဖြစ်လဲငြိမ်ပြီးတော့ငြိမ်နေတယ်တလောကလုံးကတော့မိကိုတလူလူထနေတယ်တောမီတွေတော်ထဲမှာမီးတွေလောင်တာကိုမမြင်ရပြီပြန်ကောင်းငင်မှာခိုးထွက်သလိုလူလောကကြီးတစ်ခုလုံးဘာဖြစ်နေလဲအတွေးတွေနဲ့ချဲ့ပြီးတော့ခိုးထနေတယ်နိဗ္ဗာန်ကဘာဖြစ်လဲအခိုးငြိမ်နေတယ်အဲ့ဒါကြောင့်တတ္တသမိနိဗ္ဗာန်တို့နိဗ္ဗာန်နဲ့မေရှံငါရဲ့စိတ်တန်စိတ်ကိုမဏိဒေမိညွတ်ကိုင်းထားတယ်လို့ဥပသနာထေရီမေခွန်ဤဥပသနာထေရီဘေခွန်ဤကမာရသမမင်းကဝါစာ
ကရုဏာရှိထာမေတ္တာအဖြစ်မိန့်ကြတော်မူခဲ့ပါပေသတည်းသဗ္ဗလောကလောကကြီးတစ်ခုလုံးမှာပကံပိတော်တုံလုံးနေတဲ့အတုဝတည်ငြိမ်မှုမရဘူးတစ်ယတယသမေနိဗ္ဗာန်ခြင်းနိဗ္ဗာန်မှာပကံပိတံတုံလုံးခြင်းသည်နတ္တိတဇောတစီမရှိပဲဘူးနိဗ္ဗာန်နိဗ္ဗာန်၌တန်တိန်ငြိမ်းချမ်းခြင်းနဲ့ဣစုတိတည်ငြိမ်ခြင်းနိဗ္ဗာန်ရဲ့တတ္တိနှစ်ပါးတန်တိနဲ့ဣစုတိဘာနဲ့ငြိမ်တာရဲ့ငြိမ်တာရဲ့နိဗ္ဗာန်မှာဒါရှိတယ်လောကမှာငြိမ်လည်းမငြိမ်ဘူးငြိမ်လည်းမငြိမ်နိဗ္ဗာန်မှာဝိတ္တသုံးပါးကင်းပြီဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲအခိုးငြိမ်နေတယ်ဒီလောကလုံးကဘာဖြစ်နေလဲအခိုးတလူလူထအဲ့ဒါကြောင့်လောကငါစိတ်ဝင်စားဘူးအခိုးငြိမ်ပြီဖြစ်တဲ့နိဗ္ဗာန်ပဲငါစိတ်ဝင်စားတယ်နောက်နံပါတ်3ပါပိမယုံမှာစွာသောမာရဟိမံယုတ်သဗ္ဗလောကလောကကြီးတစ်ခုလုံးမှာအာဒီပိတောအတွင်လိုက်လို့လောင်နေတယ်ပြောဟိဘာဖြစ်နေတယ်ဖွဲဘောကိုမီးလောင်ရင်မီးရောင်များတွေ့သလားမီးရောင်လည်းမရှိဘူးမီးတောက်လည်းမရှိဘူးဖွဲဘောကိုမီးလောင်တဲ့အခါအဲ့ဒါမီးရောင်လည်းမမြင်ရမီးတောက်လည်းမရှိဘူးဆိုပြီးတော့ဖွဲဘုံကြီးတဲ့တော်မထိုင်လဲနဲ့ဒီကိုယ်လုံးတစ်ခါတည်းကိုအသနီလန်သွားမယ်သာမှဘာဖြစ်အထက်မှာဘာဖြစ်နေလဲလှိုက်လောင်နေတာဖွဲမီအပြင်တော့မရှိဘူးယံခါမှာလူတယောက်ချင်းလားသို့မဟုတ်မိသားစုတစုလားသို့မဟုတ်အဖွဲ့အစည်းတစ်ခုလားနိုင်ငံရေးလို့ပြောရင်ပါတီတစ်ခုလားနော်အပြင်ကကြည့်ရင်တော့ငြိမ်းချမ်းသလိုပဲအေးချမ်းသလိုပဲအတွင်းတော့ဘာဖြစ်နေလဲလှိုက်နဲ့ဖွဲပုံမီးလောင်သလိုလောင်နေကြတာအတွင်းလိုက်လောင်တဲ့ဥစ္စာဟာအပြင်ထွက်ပြီးဆိုရင်တော့တောမီးလိုဖြစ်သွားမှကြောက်ရတယ်ဖွဲမီးနဲ့တောမီးတူရဲ့လားဖွဲမီးကမီးရောင်လည်းမရှိဘူးမီးတောက်လည်းမရှိဘူးဒါပဲသိပ်ပူတယ်အထဲမှာလိုက်လောင်တလောကလုံးကရံကံမှာဖွဲပုံမီးလောင်သလိုလောင်နေနိဗ္ဗာန်ကြတော့အတွင်းမီးတွေအကုန်ငြိမ့်ပြီးမာနရေအဲ့ဒါကြောင့်အတွင်းမီးအကုန်ငြိမ့်ပြီးဖြစ်တဲ့နိဗ္ဗာန်မှာပဲငါနေတော့မယ်အတွင်းမီးမငြိမ့်သေးတဲ့မင်းတို့နတ်ပြည်နတ်လောကငါမလိုက်လို့ဘူးနံပါတ်3တော်မီးများလောင်ရင်စီးနဲ့ကမ်းနဲ့လောင်သလားစီးမဲ့ကမ်းမဲ့လောင်သလားအရှိလေတဲ့အနောက်ဘက်အကုန်သိမ့်ကျုံလာပင်ကြီးအပင်သေးအပင်ငယ်ဘိုးတန်မတန်သစ်ပင်ဝါပင်မြက်ပင်ခြုံပုတ်ဘာမကြံအကုန်လုံးစီးမဲ့ကမ်းမဲ့လောင်တာတော်မီနော်အာပုတ်သိညိုတွေဖို့ဒီပဒတ်တွေလောင်သလိုပဲယုံတွေလည်းလောင်တာပဲကြက်တွေလည်းလောင်မှာပဲမပြေးနိုင်တဲ့အကောင်အကုန်သေးပဲဒီလိုမဟုတ်လားစီးမဲ့ကမ်းမဲ့ဗျံပတာလောင်တာဘာမီးလဲတော်မီအရာယပါပိမယုံမှာစွာသောမာရဟိမယုသဘောလောကလောကကြီးတစ်ခုလုံးမှာဘဒုပိတာခိုးထွက်နေတဲ့သဘောလောကလောကကြီးတစ်ခုလုံးမှာအာတိပိတာတွင်လှိုင်းလို့ဖွဲပုံကိုမိလောင်သလိုလောင်နေတဲ့နမလေးကဘာပြောလာသလဲသဘောလောကလောကကြီးတစ်ခုလုံးမှာပိစလိတော်တော်ကိုမီးလောင်သလိုစီးမဲ့ကမ်းမဲ့ဗျမတလောင်ကျွမ်းနေတယ်ကဘာစစ်ကြီးတွေဖြစ်တာကြည့်လေကဘာစစ်တွေဖြစ်တော့ဘာသာချုပ်တွေပဲချုပ်ထားတာဘယ်စာချုပ်မှဘယ်တိုင်းပြည်မှကြုံမဆိုင်ဘူးအကုန်လုံးဝင်တိုက်ကြတာပဲမို့လားအမှားရတာလေးတခုငါပြောအောင်မယ်ဂျပန်ပြည်အိုဆာကာမြို့မှာဟိုလွန်ခဲ့တဲ့10နှစ်လောက်ကငါရောက်တာဂျပန်ဗမာယဉ်ကျေးမှုအသင်းဆိုတဲ့အသင်းတစ်သင်းရှိတယ်ငါမိတ်ဆွေကြီးတွေ
Sky San so that Bogo Gidi. The church, Jamanji Lebeko, did the upper mummy. Sky San go Baja Mummy, the lesson, I say you do a quasi get in a body, do a lula de dollar the bamboo, Luda Gama May, and a Biomanga Valelo, so anybody was a guy, so they beat a Kajara Dubiora. Shanore, Jamami only the Bamalini level, so will be the Soma gave our own, Babilo, Soma Male, so Dubiore. La Jara, the show Biza Mababu, the Yamu, who are the Cowen ladder, Jola Biza ne Basbone ladder. The Jara Basbo let the Dango, me Biza Leco, me Biza me. No Basbo the Dan, they need a Basbo, they need a dinner, Nija. Illegal, the Yamu and Mood. Era de Gibiros or Soma gave our own and what the Lobiore. Dabioja and Abiam Yobo send them. Todiagaba said Piedonga. Tangoya Liz and Nakunema. Japan said that Bamabi when la remola. Japan don't think when la. Era Gabian Bione. Melebe Sibian Meguala. Maybe Mani Dwala, the kind of who don't be young Mani Dwara. Omni Bozano Bado, do Boda Degadunane. Go age Mani, they go Nabi, Namese. Men of the editor of Bamabi Ladonga, Jamamala Lala, don't they be out? And Jaman don't they Benacom bees up by the Lebio, Basu Benacom, see the Lebio, I made it. Gilada the Hahana. Sarah Sifi need a webia, the visa possible beba malere. Eh, Gua Gaba said of a pit they would have a mess, Sai Ney. Ella, Chadero, Babile, that Sifi the love bed to let money. Mira Jaman don't they know, the none of Mabi when La Dira Bequalo. The night in a Willa Mola. Right, very time with a Mabi when La Mari Mino the Gara, Nani Lonese Dojara. Go Mena Jamami Yoni de Bamari, who to means and did a means and my little Jare Bamari, no? Baleho, Georgia the Kudan, she did a siege out the day to Badusura. Hala. I do a siege out the rest of them. I get on with a mobile, say it, Bagan say it. Oh, die. I do Bagis and Banya, the road, Johnny John of Georgia, the Shira. At a daddy, a danger and difficult to the Lodi, Bamari, Lota, basically Yellow Yana, Da Lota. At a haze, guys, and I'm your gen. Nabama, Meno, Dabi, Mabalala Shimetin, Shadow Nadon Shime. Meno, I don't think like to do, and I don't near down there either. Not another long when I died, don't blame me. When I be an Basmoon, when I live Dija Gondara and Madana. Tabi may say shallow, the young man, the number Babu Balo. Men of the Dudabi when at the night in the when I Dabi Nese Dora, Mino River. Na era Biambio Bicket. Era Sojana Bales, Sifi Biso, Seaman Camedi, Computer Mola. No? English, American, Biende, Russia, leaning upon me to Germany with one child. San Jody, Mama, you say, a concha, a conta. And he said, my German Lumio, those and a child nante. Yaja, those and a child nante, and Mima, those a child nan, most of my people. Era Tommy Long the Lobe, Nale on Biora, Mamabi Jong, I'm a bio. Mamabi Jong, I'm a bio. No good bioni like a Japan, Germany, Lambiora. A leg of Mino Jibo. Naba Lagayi de Kulama, Babietale. Basically, no, Tommy Lobe, see Megame, Bayamada, Laujan Nire. Yada Yadamani managing Nima Bisri dan Domino Lounge or Nati, the Zodazi, Mashibebu. Dadamadoja Dadamani Bani Doni Mane Mejang, I say, Dan say, go Bani Demi, your kind dare.
တော်မီလို့တဟောဟောတောင်းနေတဲ့ကမာကြီးငါစိတ်ဝင်စားဘူးမနတ်ရေငါစိတ်ဝင်စားတာကတော့နိဗ္ဗာန်ပဲဥပစံလာပြောသောလောကသဘောဘယ်နှခုရသွားလဲလောကကြီးတစ်ခုလုံးတုံ့လှုပ်နေတယ်တည်ငြိမ်မှုမရဘူးနိဗ္ဗာန်မှာတည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းရှိတယ်နမနေကလောကကြီးတစ်ခုလုံးဘာဖြစ်လဲအခိုးတွေထွက်နေတယ်နိဗ္ဗာန်မှာတော့အခိုးငြိမ်းသွားပြီသောလောကကြီးတစ်ခုလုံးဖွဲမီလောင်သလိုပဲအတွင်းလိုက်လောင်ကျွမ်းနေတယ်နိဗ္ဗာန်မှာတွင်းမီတဲ့အကုန်လုံးဘာဖြစ်လဲငြိမ်းသွားပြီသောလောကကြီးတစ်ခုလုံးတောမီလို့ဗျံပရာကြီးဖြစ်နေပြီလောင်ကျွမ်းနေပြီတိုက်ကြခိုက်ကြသက်ကြပြတ်ကြနိဗ္ဗာန်မှာပါတယ်လေအပြင်းမီပါငြိမ်းသွားပြီလောကသဘောဘယ်နှချက်ပြော၄ချက်ပြောဘသူပြောဥပစာလာပြောတယ်မြတ်စွာဘုရားကမ္ဘာလောကကိုတနည်းနဲ့တညင်ဘယ်နှကြိမ်ကြည့်လဲတပည့်တွေနိုင်ငံအခြေအနေကမ္ဘာအခြေအနေကိုပတ်ဝန်းကျင်ကိုနေထိုင်တဲ့အရာဒေသအခြေအနေကိုတနေ့2ကြိမ်လောက်ကြည့်ပြီးတော့နေတတ်အောင်နေသွားကြလှုပ်ဖြစ်လာရင်အဲ့ဒီလှုပ်တဲ့မပါစေနဲ့တည်ငြိမ်အောင်ထိန်းတဲ့အထက်မှာအလုံးပါကြရမယ်နော်အခိုးတွေထွက်လာပြီဆိုရင်ဝိုင်းပြီးတော့ဟဲ့လားအခိုးတလူထအောင်ရှို့မိတိုးမိလုပ်တဲ့အထက်မှာမပါစေနဲ့အခိုးဝိုင်းတတ်တဲ့အထက်မှာဒုဒ္ဒတွေပါရမယ်ဒီလိုမဟုတ်လားအတွဲလိုက်လို့လောင်းပြီးဆိုလို့ရင်အဲ့ဒါကိုထိုးမှွေတဲ့အထက်မှာမပါစေနဲ့အဲ့ဒီအတွင်းနဲ့လောင်းနေတဲ့အထက်ကိုရေကလေးပါလေးထည့်ပေးမယ်ငိမ့်ချမ်းရေးတိဆောက်တဲ့အထက်မှာမင်းတို့ငါတို့ပါမယ်ဒီလိုမဟုတ်လားတော်မီလို့ဗျာမနာလောင်ရင်လည်းဝိုင်းရှို့တဲ့ထဲမှာမပါစေနဲ့ငြိမ်းချမ်းရေးတိဆောက်တဲ့ထဲမှာမင်းတို့ငါတို့တွေပါရမယ်ဒီလိုမဟုတ်လားအေးအဲ့ဒီ၄ချက်ကိုငါအဓိကထားပြီးတော့ဒီကနေ့ညပြောပါတယ်ဥပစာလာပြောသောလောကသဘော၄ပါးမန္တကြီးဖြာရောက်တာအောင်မြင်ရဲ့လားမအောင်မြင်ဘူးဒီလောက်လှတဲ့ဘိမှနတ်ပြည်ခေါ်သွားမလို့ဆိုတာမအောင်မြင်တော့မနတ်ကစိတ်ပြဲပြီးတော့သူလွတ်ထားတဲ့အယောင်တွေကိုမှိန်လိုက်တယ်တော်ထဲမှာဖြည်းဖြည်းအယောင်တွေမှိန်ပြီးတော့ဖြုတ်ဆုပ်တော်ကြီးတော်လုံးမှောင်လဲသွားရောမနတ်ကြီးပျောက်ပြီးတော့ပြန်သွားရောအဲ့တော့ဥပစာလာထေရီကလည်းမနတ်ကိုပြောနေရတာလောကသဘော၄ပါးပြောနေရတာအချိန်လေးတောင်တော်ကြာသွားပြီဒီအချိန်ဆိုဇေရဝန်ကြောင်းတိုက်တော့လူကြီးတိတ်လောက်ပြီးငါလည်းပြန်မပဲဆိုဥပစာလာကလည်းသူ့နိုင်သူကြည့်တော့ဟာ10နာရီတောင်ထုတ်လို့ပြီးငါလည်းပြန်မပဲဆိုဥပစာလာလည်းပြန်ပြီးပေါ့ကွာဟုတ်လားမင်းတို့တွေလည်းပြန်ညရောငါလည်းပဲပြန်လိုက်ဝင်နော်ဥပစာလာပြောသောလောကသဘောပဲဓမ္မလေးနံပါတ်1ဒီလောကလုံးဘာဖြစ်နေလဲအလုံးပြောဒီလောကလုံးဘာဖြစ်နေလဲဝိုင်းလှုပ်တဲ့အထက်မှာမင်းတို့မပါစေနဲ့နံပါတ်2ဒီလောကလုံးဘာဖြစ်နေလဲအခိုးတွေတွေ့နေတယ်ဝိုင်းပြီးတော့ခိုးထအောင်မလုပ်ကြနဲ့ဟုတ်လားသုံးလောကကြီးတစ်ခုလုံးဘာဖြစ်နေလဲအတွဲလိုက်လောင်းနေတယ်အတွင်းနဲ့ဝင်ရှို့တဲ့ထဲမင်းတို့မပါစေနဲ့ဟုတ်လားလေးပါတယ်လေတော်မီလို့ဗျာမရာလောင်းနေတယ်အဲဒီတော်မီရှို့တဲ့ထဲလည်းမင်းတို့မပါစေနဲ့ဟုတ်လားအားလုံးသောကြီးကိုမောင်နှမတွေသားတွေသမီးတွေ peace maker တွေဖြစ်အောင်ကြိုးစားကြပါအဓိကအချက်ကတော့ဘာလဲဆိုမိုးကောင်းကကြောက်လို့မိုးကုတ်ကကြောက်လို့ဗမာတန်ဖိုးလည်းမချရအောင်အယောင်သွေးလည်းပဲမပြောင်းရအောင်ဘဝကိုဓမ္မနဲ့ထိန်းနိုင်ကြပါစေဆိုတာတိုက်တွန်းပြီးတော့တို့ဟောပြောပွဲဏီကုံချုပ်ပြီးကိုင်အိတ်တဲ့လူတွေများနှိုးလိုက်ကြဟိအလုံးလိုက်ဆိုဣဒံမေပုံညံဘောရိညာဏတပစ္စယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်ဘောဓိဉာဏ်ဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကို32ပုံ
ရှင်လီကုံသောနတ်လူမြမတတ္တဝါပေါင်းတို့အားအညီအမျှဝေငှပါကုန်၏ထိုထိုများစွာတတ္တဝါတို့သည်ဤကောင်းမှုကိုကြားသိကြ၍အမြတ်ရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လားသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လားသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လားသာဓုသာဓုသာဓုYeah.